2009 ခုနှစ်ဩဂုတ်လ15 ရက်နေ့စင်ကာပူနိုင်ငံယူနွတ်မင်္ဂလာဝိဟာရကျောင်းဝယ်ဆင်ကျင်းပပြုလုပ်အပ်သည့်ဓမ္မသဘင်အခမ်းအနားဝယ်ဟောကြားအပ်သောစင်ကြယ်မှုဖြင့်စိတ်ဖိစီးမှုကိုလျှော့ချခြင်းတရားဒေသနာတော်ဒီကနေ့တရားပွဲကိုမြတ်ဗုဒ္ဓ၏မဟာကရုဏာဂုဏ်ကိုအာရုံပြုကာဤကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပ္ပဂောတိဟိပိအပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတ္တာယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေအတွက်သင်္ချာတို့ဖြင့်တော်လဲအပမေယံရေအတွက်တိုင်းတာဖော်ပြခြင်းဟာမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာသက်ခြင်းလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ခြင်းကြီးဟုကျက်တိထဝယ်90အစုအလုံးခဲရင်သောမှုတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကိုအထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးရဲ့နှလုံးစိတ်ဝံကိုရောဤပြမန်းခြင်းတို့ကတောဘဝတဏ္ဍကျိန်ခံများစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတသတ္တဝါများရင်ဝယ်တာကဲ့သို့တဏှာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောဒါသနာဒါသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထူရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းစင်ကြယ်အောင်လေ့ကျင့်ခြင်းဖြင့်စိတ်ဖြစ်စည်းမှုတန်တွေကိုလျှော့ချခြင်းဘုရားမြတ်စွာရဲ့တရားဒေသနာတော်လောကကြီးကိုဘလို့အကျိုးပြုတယ်ဆိုတာသိရှိဖို့လိုတာပေါ့မြတ်စွာဘုရားလောကမှာပွင့်လာတာတဏ္ဍာန်အတွက်ပွင့်လာတာလည်းမဟုတ်လူမျိုးတစ်မျိုးအတွက်ပွင့်လာတာလည်းမဟုတ်လူသားတွေအတွက်ကြီးလည်းပွင့်လာတာမဟုတ်လောကမှာရှိကြတဲ့တတ္တဝါအားလုံးအတွက်မြတ်စွာဘုရားပွင့်လာတာဖြစ်တယ်အဲ့လိုပွင့်လာတဲ့အခါမှာအခြေအနေကောင်းတွေဖန်တီးပေးခြင်းဖြင့်မိမိတို့အတိုင်းအတာအားလျော်စွာအဆင့်တန်းအားလျော်စွာအလုံးသောတတ္တဝါတွေရဲ့ဆင်းရဲဒုက္ခတွေဟာရောကြပြီးတော့သွားတယ်နောက်ဆုံးဆင်းရဲဒုက္ခအလုံးကလွတ်မြောက်သွားသည့်အထိဘုရားမြတ်စွာဟာလမ်းညွှန်မှုပြုခဲ့တယ်ဒါကြောင့်မို့လို့ဘုရားကိုယုံကြည်ကြတဲ့ဘုရားဘာသာဝင်သူတော်စင်တွေဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားကိုရှေးဥစွာသိအောင်လုပ်ပြီးထိုတရားတိုင်းလိုက်နာကျင့်ကြံကြိုးကိုအားထုတ်ခြင်းအားဖြင့်သာလျှင်မိမိတို့ဘဝမှာကျင့်တ်เสียမကောင်းတဲ့အခက်ခဲတွေစိတ်ဖိစီးမှုတွေယမယံခါတွေ့ရတဲ့ပြဿနာတွေအဲ့ဒါတွေဟာဖြည့်ရှင်းကျော်လွှားပြီးတော့ငြိမ်းချမ်းတဲ့အနေအထားကိုရောက်ရှိပြီးနောက်ဆုံးတ
Jatana alo Nyanjam Biro, Tavara Nyan Ede, Nevan Sure, Nyenda Gumimo Puma Shiba. Da Bura Vadare, Chins in the Kubo. A coup. Moral education the coup needed. Koyiro Guria Dwaranga. Don't good university ma. Say I know they did it. Pamoka near the meeting. A bit about the non latte. La no said a Kajaro, Koyiro Meiji, a subject in the land made up. The yoga pure to the next subject. Psychology never did it. MBSR so the subject with them are read. That MBSR so the subject of parallel. Made up. This is a Shiga. Mindfulness based stress reduction. Mindfulness based stress reduction so the charm home. The different genes in I did in Yabella around Numero. American Pamoka Yoga La Pochara. So every American Pamoka, Bamabi Banavida, the art of the different genes. They say Lela Vi. Kimmy and Nisanit. Luria Nisan Boama. Don't chat. No? I don't Yamanangama Yamalu Yuria Kangondo. Pura Hojare Nisanidia Yamajima Alarigune Yana. Todo Yana no neve. Yimiru Nisan Boama, Sawani, Umuye, Turugesari, a Yedi Boma. A chainy Nyai Doncha Vido. Pura Hojare Diaboma, Lemeji Ado. To a Yedi Dema, Nemoni Lucino. Tipinya Yadi Akosi Yaunama. Ganeke Maro Toramyanya Ludari and Inet Sauni Pulone Kama Chisi, Mapulone Kama Chisi Safety Zimutan Kanyara Yala Siwaye Nedoda de Bogurile, Safety Zimutan Kayara, Siwaye Medoda de Bogurile, Medoda Mujan, Safety Zimu Kayare. Luye Pilere Bogorilla, Pilene, Safety Zimu, Melodeu, Mapilere Bogoriala, Mapilera, John Bubiro, Safety Zimuri, Canada. Strike the Nogajima, Yani. Now so much the child strike the shoes and good Jama in a better the strike of she do that. Go, a cargo, Suramio, Chindia. Jama eat Toga by Aja. Savia distracted Pilevoya. See why you going Pile dollars. The Pile Dumuye Simbi and Pile Las, the Pile Nangae Pile Doy or Pile dollars, the Pile Straight short chavos or a needed them at the Kuma Mapa. Cannot be out of Chicom Chile. So the striker she mentioned, any stressor, safety simu than you. Cover up Pile down. The get solutions she got. The get solution she have a machine the lesson. Buramyasa Hojara will get the Yama sheet. Daddy would the art of Buddha Boguria, Tila Jat. Tila the Jam. Daddy don't chat. Oh, you do Jamni Dovi, Birman, and any pocha. The non latte Boguri Rema. Psychotherapy, psychiatric to Sode. Erisia say Amari, Latetan Yan. I will not latte also. Through long and society. Eri Nanganiva. Duri has safety Zimutan, Kayara, Romiare. Today, let Tote Muso be a safety Zimutan. Every safety Zimu, Chochar and Nilaneo.
psychology ရ psychiatric တွေကလည်းသူတို့နည်းစနစ်နဲ့ကြိုးစားတယ် psychotherapy အသုံးပြုပြီးတော့ psychotherapist တွေကလည်းဒါကိုလုပ်ကြတယ်သို့တော့ဘုရားမြတ်စွာရဲ့အဘိဓမ္မာလာတဲ့နည်းစနစ်သုံးသုတ်တန်တရားတော်တွေမှာလာတဲ့နည်းစနစ်ကိုတွေ့တဲ့အခါကျအင်မတန်အံ့ဩဖွယ်ရာဆက်ကိုရှော့ချတဲ့နေရာမှာအလွန်အောင်မြင်တယ်ဆိုတော့အောင်မြင်တာကတခြားနည်းနဲ့အောင်မြင်တာတွေက side effect တွေရှိတယ်ဟုတ်လားဆက်ကိုရှော့ချတယ်တချို့ပုဂ္ဂိုလ်တွေစိတ်ဖိစီးလို့မလုပ်ကြရက်တော့တယ်မူရည်ဆေးတွေသုံးတယ်အဲ့ဒီကလာတဲ့ side effect တွေကြတော့သွားရောနော်ဒုက္ခရောက်ဖြေမဟုတ်ခဏလေးတော့ဟုတ်တယ်လို့ရှိတခြားနည်းတွေနဲ့ဖြေလိုက်တဲ့အခါ side effect တွေရဲ့တန်ကိုအများကြီးခံ side effect လုံးဝကင်းတဲ့ဖြေရှင်းနည်းကတော့ဘုရားရဲ့တရားတော်ပဲရှိဘုရားတရားတော်ကိုကျင့်သုံးသည့်အတွက်ကြောင့် side effect ဆိုတာမလိုအပ်တဲ့ဘေးထွက်ဆိုးချိုးဆိုတာလုံးဝမရှိဘူးဟုတ်အဲ့ဒါကြောင့်မို့လို့ဒီနည်းစနစ်ကိုသူတို့သိပြီးသဘောကျလို့တချို့နောက်နိုင်ငံတွေမှာဆိုရင်ဆေးရုံတွေမှာတောင်ဒီစနစ်ကိုပေးဆေးရုံမှာလူနာတွေကိုကုသတဲ့အခါမှာဆေးဝါးတွေပေးတာမဟုတ်ပဲနဲ့စိတ်ပိုင်းဆိုင်ရာကုသခြင်းတွေအဖြစ်တရားထိုင်ခိုင်းတာတို့အာနာပါနရှုခိုင်းတာတို့လုပ်တယ် mindfulness based ကိုယ်ခန္ဓာကိုယ်လေးတစ်ခုထဲမှာရှိနေတဲ့အရာဝတ္ထုတစ်ခုစိတ်ဆိုင်ထား mindfulness based တတိဆိုတဲ့စကားလုံးလေးကိုတတိဆိုတဲ့စကားလုံးလေးဟာသူကအကန့်အသတ်ရှိတယ်အလုပ်သွားရမှာတတိရတာတို့ခမင်းစားရမှာတတိရတာတို့ပွဲကြည့်ရမှာတတိရတာအဲ့ဒါတတိမခေါ်ပျော်ရွှင်မှုပဲစိတ်ညစ်တယ်လို့ပဲခေါ်တတိဆိုတဲ့စကားလုံးကအဲ့ဒီမှာမသုံးBuddhist term တတိဆိုတဲ့စကားလုံးကဘာတော့ဆိုခုနဓမ္မနဲ့ပတ်သက်ပြီးသဘာဝတရားနဲ့ပတ်သက်ပြီးတော့ mindful လောက်တာမှာတတိကုသိုလ်ရေးနဲ့ပတ်သက်ပြီး mindful လောက်တာမှာတတိဘာလို့ဆိုတော့ညာတော့ဖြင့်လူတွေကမေ့လျော့နေကြတာများတာမေ့လျော့တယ်ဆိုတော့ဟာတပည့်တော်မမေ့ပါဘူးနေ့စဉ်နဲ့အလုပ်သွားနေရတာဘယ်မေ့မလို့မပြောအဲ့ဒီဘက်ကဟာတတိလို့မခေါ်ဘူးလူရဲ့သဘာဝလူရဲ့စိတ်ဓာတ်ကိုက inclination incline ဖြစ်နေတာဘယ်ကို incline ဖြစ်နေတော့ဆိုအာယုန်လေးပေါ်မှာ incline ဖြစ်နေတာအမြဲတမ်းနော်မျက်စိကမြင်တဲ့အာယုန်နားကကြားတဲ့အာယုန်နှာခေါင်းကနမ်းရှူရတဲ့အာယုန်လျှာကလည်းရတဲ့အာယုန်ကိုယ်ခန္ဓာကိုယ်အထိတွေ့ရတဲ့အာယုန်စိတ်ကူးရတဲ့အာယုန်အဲ့ဒီအာယုန်တွေပေါ်မှာသဘာဝအတိုင်းသွားနေတာတွေဟာဒါတတိမဟုတ်ဘူးတဲ့စိတ်ကလေးကိုအဲ့ဒီပင်ကိုရိုးရာအာယုန်တွေစီသွားနေရကဆွဲထုတ်ပြီးတော့သူသွားနေကြမဟုတ်တဲ့ဓမ္မအာယုန်ပေါ်တင်ပေးနိုင်မှတတိနော်တတိ mindfulness ဆိုတာအဲ့ဒီဟာကိုဆွလို့တယ်ဒါကြောင့်မို့တတိဟာကောင်းမဲ့ဥပမာဒါနကောင်းမှုပြုဖို့ရာဒီနေ့ဒါနကောင်းမှုလုပ်သလားသီလဆောက်တည်မှုလုပ်သလားကမ္မထဘာဝနာပွားများအထောက်မှုလုပ်ကြလားငါစိတ်လေးပါဒီနေ့လောဘနဲ့ရှင်တွဲနေသလားဒေါသနဲ့ရှင်တွဲနေသလားငါစိတ်ထဲမှာမာနတွေအိတ်တာတွေမစ္စရိယတွေဆိုတဲ့စိတ်ရဲ့ impurity mental impurity စိတ်ရဲ့အညစ်အကြေးတွေငါစိတ်ထဲမှာရှိနေသလားဆိုတာဒါတွေပေါ်မှာ mindful လုံးမှတတိလို့ခေါ်တယ်အဲ့ဒါကို mindfulness မလုပ်နိုင်ဘူး mindful မလုပ်နိုင်ဘူးဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာအာယုံပေါ်မှာမျောပါနေတာမျောပါနေတာဒီတဲကြောင့်မလို့အဲ့ဒီအာယုံပေါ်မှာမျောပါနေတဲ့ပုဂ္ဂိုလ်တရားမှာတတိမိတ်နေတဲ့ပုဂ္ဂိုလ်တရားလို့ဒီလိုပဲခေါ်တတိမိတ်နေတဲ့ပုဂ္ဂိုလ်တရားမှာအခက်အခဲတွေကြုံလို့ရှိရင်ဖြေရှင်းနိုင်စွမ်းမရှိဘူးအမျိုးစုံဝင်လာတယ် stress တွေစိတ်ဖိစီးမှုတွေအလိုမကျမှုတွေမုန်းတီးမှုတွေတတ်မဲ့မှုတွေတွေ့တာမှုတွေဒါတွေကအရှူအရှူဝင်လာပြီးတော့စိတ်ပေါ်မှာစိတ်ရဲ့ဖြူစင်မှုကိုလာရောက်ပြီးတော့ညှဉ်းနှွမ်းစေကြတယ် pollution ဖြစ်စေတယ်ပေါ့နော်
mental pollution ပေါ့စိတ်ဟာအမြဲတမ်းညှဉ်းနှွမ်းနေတယ်လောကမှာလူတွေကသတိထားတယ်ရေညှဉ်းနှွမ်းတာ water pollution ညှဉ်းနှွမ်းတဲ့ရေတောက်ရင်ငါကျန်းမာရေးထိခိုက်လိမ့်မယ်သတိထားတယ်ဒါ air pollution ညဉ့်ညမ်းတဲ့လေကိုရှုပြီးရင်ငါကျန်းမာရေးထိခိုက်လိမ့်မယ်သတိထားမိတယ်ဒါသို့သောတတိမထားမိတာကဘာတော့လို့ဆို mental pollution စိတ်မှာလာပြီးတော့ pollution ဖြစ်နေတာကိုသတိမထားမိဘူးကိုယ်စိတ်လေးထဲမှာလောဘဖြစ်ရင်လည်း pollution ဖြစ်တယ်လို့မထင်ဘူးဒေါသဖြစ်ရင်လည်း pollution ဖြစ်တယ်လို့မထင်ဘူးအဲ့လိုမထင်သည့်အတွက်ကြောင့်ဘယ်တော့မှ purify လုပ်ဖို့ကြိုးစားမှာမဟုတ်ဘူးလူတွေကိုဝတ်တဲ့အဝတ်ကလေးညစ်ပေလို့ရှိရင်ဖို့တတိယညစ်ပေနေပြီဖို့အောင်မှပဲတတိယနော်ဘေးကလူကလည်းမြင်တယ်ဝတ်နေတဲ့လူကလည်းမြင်တယ်ဟာဒီဝတ်ညစ်နေပြီတန်ရှင်းမယ်သို့တော့ mental pollution ကြတော့မမြင်ရဘူးဘာလို့မမြင်တာတော့ဆို mindfulness မရှိအဲ့ဒီ mindfulness ကိုအခြေခံရမယ်လို့ပြောတယ်နော်တာမန်သူတွေမြင်နေတဲ့အမြင်ဟာဒါရိုးရအမြင်လို့ခေါ်တယ်တတိထားစရာမလိုဘဲနဲ့ရိုးရအမြင်တစ်ခုတာမန်မမြင်တဲ့အမြင်တစ်ခုကဒါတကယ်အရေးပါတဲ့အမြင်တစ်ခုပဲငါစိတ်လေးကညှဉ်းနှွမ်းနေပါလားစိတ်ဓာနုပဒနာကျင့်စဉ်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဟောထားတာရှိတယ်မဟာတတိပ္ပံသုတ်တရကံဝစိတ်တံတရကစိတ်တံတိပသနာတိဘုရားဟောတဲ့စကားနဲ့ပြောမယ်ဗမာလူပြောလို့ရှိရင်ငါစိတ်လေးဟာလောဘနဲ့တွဲနေသလားငါစိတ်ထဲမှာလောဘဖြစ်နေသလားဖြစ်နေရင်ငါစိတ်လေးဟာလောဘနဲ့တွဲနေတယ်လို့သိပါတယ်လောဘမပါဘူးဆိုလို့ရှိရင်လည်းလောဘမပါဘူးလို့သိပါတယ်ငါစိတ်လေးဟာဒေါသနဲ့တွဲနေသလားသိပါဒေါသနဲ့မတွဲဘူးဆိုရင်လည်းမတွဲဘူးလို့သိပါ mental impurities စိတ်ရဲ့အညစ်အကြေးတွေရှိတယ်ရှင်းဥစွာတန့်စင်ရေးလုပ်တော့မယ်စင်ကြယ်ရေးလုပ်တော့မယ်ဆိုစိတ်ရဲ့ impurity တွေကိုအရင်သိဖို့လိုတယ်ဘာတွေကအညစ်အကြေးတွေလဲအဲ့ဒီအညစ်အကြေးကိုအညစ်အကြေးမှမသိလို့ရှိရင်ဘယ်တော့မှတန့်ရှင်းမလုပ်ဘူးအညစ်အကြေးကိုလက်ခံထားမှာပဲအဲ့ဒီလက်ခံထားသမျှကာလပတ်လုံးမှာဘယ်တော့မှ purification purity ဘယ်တော့မှ pure မဖြစ်ဘူးဘယ်တော့မှမစင်ကြယ်ဘူးဘာလို့လဲဆိုရင်ညစ်နွမ်းနေတာညစ်ပေနေတာကိုညစ်ပေမှမသိဘူးဖြူစင်တယ်လို့ယူဆနေသည့်အတွက်ကြောင့်အဲ့ဒါကြောင့်မလို့ပထမဆုံးက mental impurity စိတ်ရဲ့အညစ်အကြေးတွေဘာတွေလဲသိတဲ့တယ်အဖြစ်ရှားဆုံးတွေပြောမယ်ဆိုရင်စိတ်ရဲ့ impurity တွေကိုအဘိဓမ္မာကျမ်းမှာ14မျိုးထုတ်ပြတာရှိတယ်အဲ့ဒီ14မျိုးကိုသိဖို့လိုတယ်နော်အဲ့ဒါကိုတခြားနာမည်နဲ့ပြောရင်အကုသိုလ်စေတသိက်14ပါးလို့ခေါ်တယ်အဲ့ဒါ mental impurity တွေပဲအကုသိုလ်လို့ဘာကြောင့်ခေါ်တာတော့ဆိုရင်မကောင်းကျိုးတွေကိုပြီးအပြစ်ရှိတယ်မကောင်းတဲ့အကျိုးကိုထုတ်လို့ဒါသဘာဝကိုပြောတာနော်ဘယ်သူရဲ့တဏ္ဍာမှာပဲဖြစ်ဖြစ်ဘယ်လူမျိုးရဲ့တဏ္ဍာမှာပဲဖြစ်ဖြစ်သူကကောင်းကျိုးမပေးတာမှန်တယ်ယောဂလို့ပဲယောဂဟာဘယ်သူတဏ္ဍာမှာပဲဖြစ်ဖြစ်ဒုက္ခပေးတာသဘောတရားဒီ impurity mental impurity တွေကလည်းဘယ်သူစိတ်ထဲမှာဆွဲကပ်ယောဂပဲလားအညစ်အကြေးပဲအဲ့ဒီအညစ်အကြေးတွေကိုပထမသိအောင်လုပ်ရမယ်တဲ့အဲ့ဒါသိဖို့အတွက်နံပါတ်1ပါလဲလို့ဆိုရင်အဘိဓမ္မာကျမ်းမှာလာတဲ့အစဉ်နဲ့ပြောမယ်ဆိုရင်နံပါတ်1ကမောဟဆိုတာဘာလုပ်တဲ့လဲဘာမလုပ်တဲ့ဘူးဆိုတာခွဲခြားမသိတဲ့သဘောမြန်မာလူပြန်တော့တွေးဝေတယ်လို့ပြောတယ် delusion တွေးဝေတယ်ဆိုတာကောင်းတဲ့အဆိုးမခွဲခြားနိုင်တာအမှန်တရားနဲ့အမှားမခွဲခြားနိုင်တာ
လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာမခွဲခြားနိုင်တာဒါဖြင့်မခွဲခြားနိုင်တာကသူ့အတူမခွဲခြားရုံဘာမှမဖြစ်ဘူးလို့ထင်ကောင်းတယ်မခွဲခြားနိုင်သည့်အတွက်ကြောင့်ဘာဖြစ်လဲအမှန်နဲ့အမှားမခွဲခြားနိုင်သည့်အတွက်ကြောင့်အမှားကိုအမှန်ထင်လာတယ်အမှန်ကိုမှားထင်ပြဿနာတက်ပြီနော်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာမခွဲခြားနိုင်ဘူးဆိုရင်ဘာဖြစ်လာမလှုပ်တဲ့နာကိုလှုပ်တဲ့တယ်လို့ထင်လာတယ်လှုပ်တဲ့နာကိုမလှုပ်တဲ့ဘူးလို့ထင်တယ်ထင်တဲ့အတိုင်းပဲမလှုပ်တဲ့နာကိုလှုပ်တယ်လှုပ်တဲ့နာမလှုပ်ဘူးဟောအကျိုးဆိုးရမှုတွေနောက်ကတစ်ဆက်ကြီးလိုက်လာနောက်ကခေါ်လို့လိုက်လာတာတွေကအကောင်းမလိုက်ဘူးတရားတွေနော်ဒါကြောင့်မို့မောဟဆိုတာ mental impurity ပဲအကြီးဆုံး mental impurity သူ့ကြောင့်မို့လို့ပြဿနာတက်တယ်ပရိစ္ဆေသမုပ္ပါမှာမြတ်စွာဘုရားကအဝိဇ္ဇာပိစ္ဆယသင်္ခါရဆိုပြီးပထမဆုံးသူ့ကိုထိတ်ကထားဟောတယ်အဲ့ဒီမှာအဝိဇ္ဇာဆိုတဲ့နာမည်နဲ့ဟောတယ်ဝိဇ္ဇာဆိုတာအသိပညာအဝိဇ္ဇာဆိုတာအသိပညာရဲ့ဆန့်ကျင်ဘက်အမှန်မသိတဲ့အရာဒီလိုဆိုလို့အဲ့ဒီအဝိဇ္ဇာဆိုတာနဲ့မောဟဆိုတာတူတူပဲတဏှာဥက္ကချုပ်ဖို့ကြတော့တကယ်အရေးကြီးဆုံးအဆိုးဝါးဆုံး impurity ကဟောဒီအဝိဇ္ဇာဘာလဲလို့ဆိုရင်သစ္စာ၄ပါးကိုအမှန်မသိတာဆိုလို့အဲ့ကြအရှင်းမြင့်သွားတယ်အခြေခံအားဖြင့်ကတော့လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာမသိတာလှုပ်တဲ့နာကိုလှုပ်တဲ့နာမလှုပ်တဲ့နာခွဲခြားမသိသည့်အတွက်ကြောင့်မလှုပ်တဲ့နာကိုလှုပ်ပြီးတယ်လှုပ်တဲ့နာကိုမလှုပ်ဘူးနှစ်ခုစလုံးအပြစ်ဖြစ်သွားညာတော့အဖြစ်လူတွေကထင်တယ်မလှုပ်တဲ့နာလှုပ်တာကအပြစ်လို့ထင်တယ်လှုပ်တဲ့နာကိုမလှုပ်ဖဲနေရင်လည်းအပြစ်ပဲတူတူပဲအကျိုးဆိုးရုပ်ထားခြင်းအတူတူပဲလှုပ်တဲ့နာနဲ့မလှုပ်ဖဲနေရင်အကျိုးဆိုးရုပ်တယ်မလှုပ်တဲ့နာလှုပ်ရင်လည်းအကျိုးဆိုးရုပ်တယ်အဲ့ဒီနှစ်ခုစလုံးမှာညီလူညီမျှဒုက္ခရောက်စေတဲ့သမာဝတွေကြီးပဲအေးဒါကြောင့်မို့လို့ negative mental impurity ကမောဟအမှန်မသိဘူးဆိုလို့ရှိရင်အမှန်မသိဘူးဆိုတာလုံးဝမသိတာကိုပြောတာမဟုတ်အမှန်မသိဘူးဆိုတဲ့စကားလုံးကအမှားသိနေတဲ့စတိတ်ပါမှန်မှရင်ရင်သိတယ်လုံးဝမသိတဲ့လူကတော့ဟာငါဘာမှမသိဘူးဆိုပြီးတော့နေတာမျိုးသူကအဲ့ဒါလို့မဟုတ်ဘူးအမှန်မသိဘူးဆိုတာအမှားတစ်ခုကိုသိခုနတလွဲသိနေတဲ့အတိမျိုးအဲ့ဒီတလွဲသိနေတဲ့အတိကမကောင်းတဲ့ဘက်ကိုဆောင်ကျဉ်သွားတတ်တယ်လွဲချော်ချော်တွေဖြစ်စေတယ်ဟောဒါက mental impurity တစ်ခုပဲနောက်တစ်ခုကအဟိရိကအဟိရိကဆိုတာအရှက်မဲ့တဲ့သဘောတရားအရှက်မဲ့တယ်ဆိုတာဘာပြောတာတော့ဆိုရင်မကောင်းတာလုပ်ရမှာကိုလုံးဝမရှက်ဘူးယွံမုန်းခြင်းမရှိဘူးမကောင်းမှုကိုမြင်မြင်ရှက်ရှက်လုပ်တယ်လူကြားတဲ့ဖြစ်စေဟုတ်လားသူများကိုဆဲရမှာမရှက်ဘူးလိမ်ပြောရမှာမရှက်ဘူးမရှက်တဲ့လူတွေရှိတယ်မျက်နှာပြောင်တိုက်ပြီးလိမ်ရဲတယ်ပေါ့လေအဲ့ဒါမျိုးမျက်နှာပြောင်တိုက်ပြီးမကောင်းတာလုပ်ရဲတယ်ပေါ့ရှက်မဲ့တယ်ဆိုတာအဲ့ဒါကိုပြောတာနော်မကောင်းတဲ့အလုပ်နဲ့ပတ်သက်ပြီးတော့သူကနေသားတကြဖြစ်မကောင်းတဲ့အလုပ်ပေါ်မှာအမြဲတမ်းနေသားတကြဖြစ်လုံးဝရှက်ရမှကြောက်ရမှယွံရမှကိုမသိတော့ဘူးဘာနဲ့ဥပမာပေးထားတယ်လို့ဆိုတောရတွေမှာမွေးထားတဲ့ဝက်အစာကောင်းအောင်လည်းမကြွေဘူးဘာစားတော့ဆိုရင်ထုံးစံအတိုင်းလူတွေစွန့်တဲ့မစင်ကိုစားဒီပြင်လူတွေကလူတွေစွန့်တဲ့မစင်ပုံကိုတွေ့ရင်လူတိုင်းယွံကြတယ်သူကတော့အဲ့ဒါကိုလိုက်ရှာမယွံဘူးလူတကာယွံတဲ့နေရာသူကမယွံဩရွာသူတို့ဝက်မစင်ဘွက်ကိုဆိုတာရွာသူတို့ရဲ့ဝက်မစွန်ဘွက်ကိုမယွံတယ်လို့တဲ့ဟောဒီအဟိရိကဆိုတဲ့သဘာဝတရားမိမိစိတ်အစဉ်ကိုနှွမ်းမိုးထားပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဒုစရိုက်လုပ်ကိုမြင်းမြင်းရှက်ရှက်ကြီးလုပ်တယ်ရှက်ရမှမသိအဲ့ဒါမျိုးကိုအဟိရိကလို့ခေါ်တယ်နော်ဒုစရိုက်အလုပ်ဘာလို့ဟာလို့နောက်ဆုံးကြတော့ဒုစရိုက်အလုပ်တစ်ခုစီသူ့ဖို့မှာဒုစရိုက်မဟုတ်တော့အကောင်းဖြစ်အဲ့ဒါဘာကြောင့်လို့ဆို mental impurity စိတ်ရဲ့အညစ်အကြေးတစ်ခုကသူ့ကိုလွှမ်းမိုးထားလို့ပဲဒီလိုဆိုလို့
နောက်တစ်ခုကအနုတ္တပနဥတ္တပမကောင်းတဲ့အလုံးနဲ့ပတ်သက်ပြီးတော့လမ်းကြောက်ခြင်းမရှိဘူးအဲ့တော့လမ်းကြောက်ခြင်းမရှိဘူးဆိုတာအရှက်နဲ့အကြောက်ပမာစကားမှာအရှက်အကြောက်ဆိုတဲ့စကားနှစ်ခုပါဒါက moral နဲ့ပတ်သက်တဲ့စကားလုံးတွေပေါ့တာမန်ကိစ္စရှက်တာတာမန်ကိစ္စကြောက်တာဒါမျိုးတွေမဟုတ်ညအခါမသွားရဘူးတစ်စီကြောက်တာမျိုးအဲ့ဒါမျိုးပြောတော့မဟုတ်ဒုစရိုက်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့မကြောက်တာပို့ပြီးတော့ထင်ရှားအောင်ပြောရမယ်ဆိုရင်ရှက်တယ်ဆိုတာဘာလဲကြောက်တယ်ဆိုတာဘာလဲဒါကိုပထမစဉ်းစားကြည့်အောင်ရှက်တယ်ဆိုတာရယ်ယွန်းတယ်ဆိုတာရယ်အတူတူပဲရှက်တယ်ယွန်းတယ်ဘာကိုရှက်တာလဲဘာကိုယွန်းတာလဲဆိုရင်မကောင်းမှုအကုသိုလ်တွေပေါ်မှာရှက်တယ်ယွန်းတယ်လိမ်ပြောရမှာရှက်တယ်လိမ်လည်မှုဆိုတဲ့ကိစ္စအပေါ်မှာယွန်းမုန်းတယ်စိတ်ဓာတ်ကိုကအဲ့ဒါကိုဟိရိလို့ခေါ်တယ်ကောင်းဘက်ကဟိရိကြောက်တယ်ဆိုတာဒီမကောင်းမှုအကုသိုလ်ရဲ့အကျိုးဆက်ကိုလည်းကြောက်တယ်ဒါလို့ဒီအတွက်ကြောင့်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလည်းလေးစားတယ်ကြောက်တယ်အဲ့ဒါကကြောက်တယ်ရှက်တယ်ဆိုတာကိုယ်သိက္ခာကိုထိန်းတဲ့သဘောကြောက်တယ်ဆိုတာပတ်ဝန်းကျင်ကိုလေးစားတဲ့သဘောဒီလိုရှိအရှက်ကကိုယ့်ကိုယ်အာရုံပြုတယ်ဥပမာဆိုတော့ငါတို့မိကောင်းဖခင်သာသမီတူကဒီအလုပ်မျိုးလုပ်ရင်မတော်ဘူးကိုယ်သိက္ခာကိုထိန်းအဲ့ဒါကဟိရိလို့ခေါ်တယ်အဲ့ဒီဟိရိမရှိတဲ့ပုဂ္ဂိုလ်ကိုအဟိရိကလို့ခေါ်ကြောက်တယ်ဆိုတာငါမဟုတ်တာလုပ်လိုက်လို့ရှိရင်ငါမိဘတွေရဲ့ how to feel ငါမိဘငါစိတ်ထဲမှာသူတို့ငါမိဘတွေစိတ်ထဲမှာဘယ်လိုခံစားရမလဲငါမိတ်ဆွေသင်္ကားတွေပေါ်မှာအရှက်ရကြမှာငါရဲ့ပတ်ဝန်းကျင်ရောဘယ်လိုနေမလဲပတ်ဝန်းကျင်သက်ချီအဲ့ဒါကဩတ္တပပတ်ဝန်းကျင်ကိုလေးစားတာလူဆိုတာ society ထဲနေသည့်အတွက်ကြောင့်ကိုယ်သိက္ခာကိုလည်းလေးစားရမယ်ပတ်ဝန်းကျင်ကိုလည်းလေးစားရမယ်ကိုယ်သိက္ခာကိုမလေးစားဘူးဆိုရင်ဟိရိတရားမရှိဘူးလို့ပြောတယ်ပတ်ဝန်းကျင်ကိုမလေးစားဘူးဆိုရင်ဩတ္တပမရှိဘူးလို့ပြောတယ်အဲ့ဒီတရားနှစ်ခုဟာလောကပါလာတဲ့လူလောကကြီးကိုထိမ့်သိမ်းဆောက်ရှောက်အကယ်၍ဒီတရားနှစ်ခုသည်လူလောကကိုမဆောက်ရှောက်တော့ဘူးဆိုလို့ရှိရင်လူတွေဟာတိရစ္ဆာန်တွေဘာမှမထူတော့ဘူးဒီလိုခေါ်တာရှိဒါကြောင့်မလို့အဲ့ဒီအရှက်ကြောင့်ဟိရိနဲ့ဩတ္တပတရားနှစ်ခုကင်းကွာသွားပြီဆိုရင်အဟိတိကအနုတ္တပလို့ခေါ်တယ်မကောင်းမှုအကုသိုလ်လောက်အောင်မရှက်တော့ဘူးမကြောက်တော့ဘူးလို့ဆိုကြတဲ့ကမကောင်းမှုအကုသိုလ်နဲ့သူ့စိတ်ဟာတွဲတော့တာသူ့ရဲ့လုပ်ရတဲ့ဟာတွဲတော့တာပဲဒါကြောင့်မလို့သူဟာတကယ် mental impurity ပဲဒါစိတ်ရဲ့အငြိကြီးတွေပဲဘုဒ္ဓနာမှာအကုသိုလ်နဲ့ပတ်သက်ပြီးမရှက်တော့ဘူးမကြောက်တော့ဘူးဆိုလို့ရှိရင်တရားမှမရှက်ဘူးပတ်ဝန်းကျင်ကိုဂရုမစိုက်ဘူးပြောလို့ရှိကြတယ်မို့လားလူတွေ I don't care ဆိုတယ်သူမှဂရုမစိုက်ဘူးဆိုအဲ့ဒါမောင်းတာလုပ်တဲ့နေရာမှာ I don't care သွားလုပ်လို့ရှိရင်ဒုက္ခရောက်တယ်အဲ့ဒါ mental impurity တစ်ခုပဲဆိုအဲ့ဒီ mental impurity ကိုယ်တဏ္ဍာမှာပေါ်လာပြီလို့ဆိုလို့ရှိရင် problem တွေတက်လာပြဿနာတွေဝင်လာဒါကြောင့်မို့လို့ဒီ mental impurity ကိုလည်းမဖြစ်စေရဒါပြင်မဖြစ်အောင်ဘာနဲ့လုပ်ရမလို့ဆိုသူ့မှာ solution တွေရှိတယ်အများတန်းအဝတ်ပင်ဘာလုပ်လဲဆက်ပြနဲ့ရေနဲ့လျှော်တယ်ပေါ့နော်သူ့ရဲ့အဖြေရှိအခုလည်းပဲဒီအရှက်အကြောက်ကင်းမဲ့မှုဆိုတဲ့စိတ်ထဲမှာလွှမ်းမိုးလာလို့ရှိရင်ရှက်မှုကြောက်မှုဆိုတဲ့ဟိရိတရားကို restore ပြန်လုပ်အောင်ကိုယ့်ရဲ့နှလုံးထဲ restore ပြန်လုပ်အောင် restore လုပ်ပြီဆိုရင်ဘာလို့ကစဉ်းစားမှုမှန်ကန်တဲ့စဉ်းစားမှုကသိပြီးတန်ဖိုးရှိတယ်ဒီလုပ်တွေလုပ်လို့မတော်ပါလားဒီလုပ်တွေဟာလူချင်းမွန်းတဲ့အလုပ်မဟုတ်ဘူးလူကဲရတဲ့အလုပ်တွေငါပတ်ဝန်းကျင်တွေထိခိုက်လိမ့်မယ်ငါလည်းထိခိုက်လိမ့်မယ်ဆိုတော့ဒီလိုပြန်စဉ်းစားလိုက်လို့ရှိရင်သူက restore ဖြစ်လာပြန်ပြီးတော့ဝင်လာဒါအခြေခံအနေနဲ့ပြောတာပေါ့အဲ့လိုလုပ်နောက်တစ်ခုကဘာလို့ဆိုရင်ဥဒ္ဒစ္စ
Uddhisa sara mental restlessness စိတ်ရဲ့ငြိမ်သက်မှုကင်းတဲ့အနေအထားတစ်ခုဥဒိစ္စဆိုတဲ့သဘောပါစိတ်ငြိမ်သက်မှုမရှိဘူးတခါတခါလူတွေပြောကြတယ်စိတ်တွေကစူးစီးလို့မရဘူးမငြိမ်သက်ဘူးဘာရလို့မဟုတ်ဘူးစိတ်တွေလွင့်တာကိုယ်စိတ်တွေလေလွင့်နေတယ်အဲ့တော့လေလွင့်နေတယ်ဆိုတဲ့အချိန်မှာတစ်ခုဖြစ်နေတာသိကြလောဘတွေကလွှမ်းမိုးနေရင်လည်းလေလွင့်နေတာဒေါသတွေလွှမ်းမိုးမှုခံနေရရင်လည်းလေလွင့်အိတ်တမစ္စရိယတွေရဲ့လွှမ်းမိုးမှုခံနေရရင်လည်းစိတ်ဟာလေလွင့်နေတာမကောင်းတဲ့အတွေးတွေတွေးမိနေလို့ရှိရင်စိတ်ဟာလေလွင့်နေတာအဲ့ဒီလေလွင့်နေတဲ့စိတ်တွေလွင့်မားနေတဲ့စိတ်တွေအကုသိုလ်တစ်ခုကိုခြေခံပြီးတော့ဖြစ်နေတယ်သူကိုယ်တိုင်ကလည်း mental impurity ပဲလေလွင့်နေတဲ့အချိန်တစ်ခုကဘလို့မှစိတ်ကိုစူးစီးလို့မရတဲ့အတွက်ကြောင့်ကောင်းတဲ့ဘက်ကိုစိတ်ဥလဲလို့လုံးဝမရနိုင်ဘူးတဲ့ဒါကြောင့်မို့လို့ဒီ mental impurity ကလည်းအရေးကြီးတဲ့ mental impurity သူ့ကိုဘယ်နည်းနဲ့ဖြောင်းအောင်မလို့နံပါတ်1မှန်ကန်တဲ့အတွေ့နံပါတ်2အာယုတစ်ခုပေါ်မှာစိတ်ကိုငြိမ်အောင်လုပ်တာသမာဓိကျင့်စဉ်တစ်ခုကိုကျင့်ပေးတာဝိပဿနာကျင့်စဉ်ကိုကျင့်တာအဲ့ဒီနည်းပဲနည်းနဲ့ပဲသူကဖြောင်းအောင်ဖြောက်တဲ့အခါတစ်ခါကျတော့လွယ်လွယ်ကူကူနဲ့တော့ပျောက်တာမဟုတ်အင်အားမရှိသေးလို့ရှိရင်ရှိတဲ့ဘက်ကနိုင်နေမှာပေါ့ရေနဲ့မီးလိုပဲပေါ့မီးတွေအချိန်မြင့်နေရေဘလောက်လောင်းတော့မရသေးတဲ့အနေထားနောက်ကြာသွားလို့ရှိရင်တော့ရေများလာလို့ရှိရင်နိုင်သွားမှာနောက် mental impurity တစ်ခုကဘာလို့ဆိုရင်အလုံးသိတဲ့အတိုင်းလောဘဆိုတာအာယုတစ်ခုနဲ့ကြုံတွေ့ပြီဆိုရင်တတ်မဲ့เสียနှစ်သက်เสียအာယုတစ်ခုနဲ့ကြုံတွေ့ပြီဆိုရင်အဲ့ဒီအာယုပေါ်မှာစိတ်မခွာနိုင်အောင်ကတ်သွားတဲ့သဘော super glue လို့လောဘရဲ့သဘောပါအာယုနဲ့စိတ်နဲ့ကတ်ကိုလိုချင်တာလေးကိုအများအားတတိယနေတယ်ခေါ်လားအဲ့ဒါကတ်နေတဲ့သဘောပဲကိုလိုချင်ပြီကိုစိတ်ဝင်စားပြီဆိုတာအဲ့ဒါလေးကိုမခွာနိုင်အောင်ကတ်နေတာအာယုတစ်ခုပေါ်မှာစိတ်ဝင်စားသွားပြီးတော့အဲ့ဒီစိတ်ဝင်စားတဲ့အာယုနဲ့တွဲကပ်သွားတဲ့သဘောတရားဟာဘယ်သူကြောင့်ဖြစ်တာလဲဆိုလောဘကြောင့်ဖြစ်တယ်လောဘဟာအာယုပေါ်မှာကပ်သွားစေတဲ့သဘောတရားလေးတစ်ခုပဲတွဲကပ်နေပြီဆိုပေမဲ့ကိုယ်စိတ်လေးကိုအာယုနဲ့ချီနှောင်ထားတာအဲ့ဒီလိုချီနှောင်ထားတဲ့အခါကျတော့လူတွေကတန်ရောစဉ်လို့ခေါ်ကြတယ်ချီနှောင်ထားတာအဲ့ရုံထွက်လို့လွယ်လားဆိုမရဘူးရုံထွက်လို့မရတချို့ကလွယ်တော့ပြောကြတယ်အောင်မလေးရုံထွက်လို့ရတယ်တာယောစဉ်ကျိုးဖြတ်တယ်လို့နော်သို့သောတာယောစဉ်ကျိုးကမပြတ်ဘဲနဲ့ကြက်ပေါင်ကြီးလိုပဲအတွဲလောင်းကြီးဖြစ်သွားလိုက်ရအဲ့ဒါရှည်ပြီးပါနေပြန်ရှုပ်လိုက်ရင်အကုန်ပါသွားပြန်နော်တာယောစဉ်ကတကယ်ပြတ်နိုင်တာမဟုတ်ဘူးအဲ့ဒီလောဘဟာလည်း mental impurity ပဲ mental impurity တစ်ခုပဲနောက်တစ်ခုကဘာလို့ဆိုရင်ဒိဋ္ဌိဆိုတာမှားရတဲ့အယူဆတရားအတွေးခေါ်လို့ခေါ်ရင်ခေါ်ခုခေတ် view ပေါ့လူတွေရဲ့အတွေးခေါ်မှားရတဲ့အတွေးခေါ်တစ်ခု view ဆိုတာလူတွေမှာဒီပြောင်းလဲခဲ့တယ်ဒါကြောင့်လို့လူတွေကပြောလို့ရှိတယ်သူ့အမြင်ကိုအမြင်ကိုရှေ့တန်းတင်ပြီးတော့ကိုယ့်အမြင်ကိုပဲအမှန်လို့ယူဆတယ်သူများအမြင်ကိုလက်မခံနိုင်ဒါ view ရဲ့သဘောပဲ view ဆိုတာအမှန်မြင်တာမဟုတ်ဘူးတကယ်ကတော့ကိုမြင်တဲ့ဟာကိုဒါပဲဆိုပြီးဆုတ်ကြတယ်ဘာနဲ့တူတယ်လဲလို့ဆိုလို့ရှိရင်ငယ်စဉ်ကကလေးလေးတွေဖတ်စာထဲမှာပါတဲ့မျက်မြင်ပုံသား6ယောက်ဆင်ဆန်းကန်းဆိုတဲ့ဟာနဲ့တူ view ကအဲ့ဒါနဲ့တူအဲ့ဒီပုံဝတ္ထုတွေကအိန္ဒိယစာပေတွေထဲမှာလည်းရှိတယ်အဲ့ဒီကနေဆက်တာလည်းတူတယ်မြန်မာပြည်ကစာပေတွေလည်းရှိတယ်နောက်တွေ့ရတာကပါဠိစာပေတွေထဲမှာအဲ့ဒီဇာလံလေးပါနေဘုရားကိုယ်တိုင်ဟောတဲ့ဇာလံဖြစ်နာနာဒိဋ္ဌိယသုတ်လို့ခေါ်တယ်ဥဒ္ဒံပါဠိတော်မှာနာနာဒိဋ္ဌိယသုတ်ဆိုတာ
အဲ့တော့မျက်မြင်ပုံသား6ယောက်ဆိုတာအဲ့မှာတော့ဒီလိုမလာဘူးဘုရားဟောတဲ့ဇာလံလေးကိုပြောပြမယ်အဲ့ဒီ view နဲ့ပတ်သက်တယ်မြတ်စွာဘုရားကရှင်းတော့တဲ့သာဝတိမြို့မှာဘုရင်ကြီးတစ်ပါးရှိတယ်အဲ့ဒီဘုရင်ကြီးကသူကတခါတရံအပြင်းဖြေတဲ့အနေနဲ့မလုပ်လဲဆိုသူလူတွေကိုအမိန့်ထုတ်တယ်သာဝတိမြို့ထဲမှာရှိတဲ့လူတွေမျက်မမြင်နေအကုန်လုံးစုပေါ့နိုင်ရင်အကုန်စုခိုင်းလိုက်အဲ့ဒီလူတွေကအကုန်လုံးမျက်မမြင်ဒုက္ခိတတွေအကုန်လိုက်ခေါ်ပြီးတော့နိုင်ရင်မှာစုထားအဲ့ဒီလူတွေအကုန်လုံးမျက်မမြင်နေစုပြီးသွားပြီလို့သတင်းပို့တဲ့အခါဘုရင်ကြီးကမလုပ်ခိုင်းတော့ဆိုကဲအဲ့ဒီမျက်မမြင်တွေကို6စုလောက်ခွဲလိုက်အစု6စုခွဲလိုက်ခွဲပြီးတဲ့အခါကျတော့ဆင်ကိုပြလိုက်ကြသူတို့ဆင်ဆိုတာဒါပဲဒါပဲတယောက်နဲ့တယောက်မတူစေနဲ့ဆင်ကိုပြခိုင်းမျက်မြင်မြင်နေဆင်ပြတယ်ဆိုတော့မျက်စိကမှမြင်မှမမြင်တာပြတယ်ဆိုပါလဲဆိုလက်နဲ့ဆန်းခိုင်းရမှာပေါ့အဲ့တော့နိုင်အမြင်ထဲမှာဆင်ကြီးတစ်ကောင်ဆွဲလာပြီးတော့အုပ်စုလိုက်ခွဲပြီးတော့ group တစ်ခုကိုတော့နှစ်ရက်ပြဆင်ဆိုတာဒါပဲဟဲ့စမ်းကြည့်ဆင်ဆိုတာဒါပဲနောက်တစ်အုပ်စုကျတော့အစွဲကိုပြတယ်ဆင်ဆိုတာဒါပဲအစွဲဒီပြင်နေရာမထိတရားနောက်တစ်အုပ်စုကျတော့နှာမောင်းကိုပြတယ်ဟေးဆင်ဆိုတာလာကြည့်ကြဆင်ဆိုတာဒါနောက်တစ်အုပ်စုကျတော့ဆင်ရဲ့ခြေထောက်ကိုပြတယ်ဆင်ဆိုတာဟောတာပဲတိုင်လုံးကြီးလိုပဲနောက်တစ်အုပ်စုကျတော့ကိုယ်ရည်ကြီးကိုပြတယ်နောက်တစ်အုပ်စုကျတော့မြီးရိုးကိုပြတယ်နောက်တစ်အုပ်စုကျတော့မြီးဆံကိုပြတယ်တစ်ခုတစ်ခုနဲ့တစ်ခုမတူအောင်ဆင်ကြီးကိုပြပြီးတော့အုပ်စုလိုက်ထိုင်ခိုင်းတာဘုရင်ကြီးကထွက်လာပြပြီးပြီဆိုတော့ထွက်လာပြီးတော့ကဲမောင်ကန်းတို့မင်းတို့ဆင်မြင်ကြမလားလို့ဆိုအာမြင်ပါပြီတဲ့ဆင်ဆိုတာကျတော့သိပါဒါဖြင့်နံပါတ်1အုပ်စုကပြောတာဆင်ဆိုတာဘာတော့ဆိုနံပါတ်1အုပ်စုကနရွက်ကြည့်တာဆင်ဆိုတာသကောလိုဟာကြီးပါပြောတော့ကြံတဲ့ကောင်တွေကမတင်တတ်တော့ဟာတို့တွေ့တဲ့ဆင်ကသကောမဟုတ်ပါဘူးဒုတ်ချောင်းကြီးလိုပါချော့လဲတိုင်လုံးကြီးလိုပါနံရံကြီးလိုပါတန်ချောင်းကြီးလိုပါပဲတပြက်စီးကြီးလိုပါပဲနဲ့ဆိုတယောက်နဲ့တယောက်မကြည်မနှက်တွေဖြစ်ကြတယ်ဘုံလူကလည်းသူလုံးဝမလျှော့ဘူးဆင်ဆိုတာသကောနဲ့တူကိုတယောက်ကလည်းတပြက်စီးနဲ့တူတယ်တန်ချောင်းနဲ့တူတယ်သူပြထားတဲ့ပုံစံအတိုင်းသူတို့ဒါအမှန်လို့သူတို့ယူဆလိုက်ကြကိုဖြူကိုမှန်ထားကြမလုပ်ကြတော့ဆိုရင်ရင်ကြီးကမေးတာကိုဖြေတဲ့အခါကျသကောကြီးနဲ့တူတယ်ဆိုကြံတဲ့ကောင်တွေကဟေ့မဖြစ်နိုင်ဘူးကွာသကောငါတို့တွေ့တာဆင်ကတိုင်ကြီးနဲ့တူတယ်ဟိုကောင်တွေကလည်းဟာတိုင်ကြီးလည်းမဟုတ်ဘူးကွာငါတို့တွေ့တာတန်ချောင်းကြီးဟေ့တန်ချောင်းကြီးလည်းမဟုတ်ဘူးကွာငါတို့တွေ့တာမင်းတို့ဟိုနံရံကြီးနဲ့တူတယ်ဟိုကောင်တွေကလည်းငါတို့တွေ့တာအဲ့ဒါမျိုးမဟုတ်ဘူးတပြက်စီးကြီးနဲ့တူတယ်နဲ့ဆိုအငင်းပွားကြတာရှော့ကိုမပေးဘူးတရားမှရှော့မပေးဘူးရှော့မပေးဘူးမလုပ်လို့ဆိုရင်အဲ့ဒါထပြီးရံဖြစ်ကြတယ်အဲ့ဒီရံဖြစ်ပြီဆိုတော့ဘုရင်ကြီးကသဘောကျလို့တယ်မျက်မမြင်သူကနေရံဖြစ်ကြတာကိုတဝါးဝါးနဲ့သူကကြည့်အဲ့ဒီဇာတ်လမ်းမှာမြတ်စွာဘုရားဗာဟောထားတော့တယ်လူတွေဟာတဲ့ကိုမြင်တာလေးကိုပေါ်မှာညင်းနေကြတာအတ္တိထားเสียအလုံးကောင်းတာနော်ကိုမြင်တာဟိုမှာဆင်းတစ်ကောင်လုံးမမြင်ဘူးရွက်တင်မြင်တဲ့ကောင်လည်းဒါဆင်းဆိုပြီးညင်းနေတယ်အကုန်လုံးပေါင်းလိုက်မှဆင်းဖြစ်တယ်လေအဲ့ဒါလိုပဲ view သမားတွေကအကုန်လုံးဒီအမြင်ကိုရှေ့တန်းတင်တဲ့ပုဂ္ဂိုလ်တွေကကိုမြင်တာဟိုသာအမှန်လုပ်ပြီးကြံတဲ့ဟာတွေကိုလက်မခံနိုင်ကြတာအဲ့လိုနဲ့အငြင်းပွားနေကြတာလို့ပြောတာမြတ်စွာဘုရားကသနာဧကင်္ဂသတိနောတစိတ်တသေးသာလေးမြင်ပြီးတော့လူတွေကညင်းနေကြတာတဲ့အကုန်လုံးမြင်ညင်းစရာမရှိတော့အကုန်လုံးကမြင်လိုက်ညင်းစရာမရှိဘူးကိုမြင်တာလေးကိုမဆုပ်ကြိုက်ကိုမြင်တာသူမြင်တာနှစ်ခုပေါင်းလိုက်ရင်အလုံးလက်ခံလိုက်ပြီဆိုလို့ရှိရင်ဒါ view မဟုတ်တော့အမှန်တရားဖြစ်သွားအဲ့ကြပုံပေါ်သွားပြီရှင်းတော့ကဇလန်းကလေးတစ်ခုရှိသေးတယ်ရှင်းတော့ခရီးသွားတဲ့အခါမှာမြင်းစည်းပြီးသွားကြတယ်တဲ့အင်္ဂလိပ်ဘာသာထဲမှာဇလန်းလေးတစ်ခုရေးထားတာဖတ်ဖို့တယ်နေတော့
မြင်းစီးပြီးသွားကြတဲ့အခါကျတော့လမ်းကြီးကတောင်နဲ့မြောက်ဖက်တာအဲ့ဒီလမ်းတနေရာမှာတောင်ကုန်းလေးရှိအဲ့တောင်ကုန်းအတက်ကလေးတွေမှာခီးသွားတဲ့ပုဂ္ဂိုလ်တွေနာပြီးစားစရာစားဖို့ဆိုတဲ့ဆိုင်ကလေးတစ်ခုဖွင့်တနေ့ကျတော့တောင်ကနေမြောက်သွားတဲ့မြင်းစီးပြီးတော့လာတဲ့လူတစ်ယောက်မြောက်ကနေတောင်မြင်းစီးပြီးလာတဲ့လူတစ်ယောက်အဲ့ဒီလူနှစ်ယောက်ကအဲ့ဒီတောင်ကုန်းအတက်ကလေးမှာဆုံကြဆုံတော့နှစ်ယောက်သလုံးပဲအဲ့ဒီဆိုင်လေးတွေခဏနားမယ်ဆိုမြင်းမော်ကခုံစင်းတော့အဲ့ဒီလမ်းပေါ်မှာသူကချင်းလေးရုပ်ကလေးလောက်တာရှိဆိုင်ရဲ့သင်္ကေတချင်းလေးရုပ်ကလေးလောက်တာရှိအမြောက်ဘက်ကလာတဲ့လူကအပေါ်မော့ကြည့်ပြီးတော့ဗာပြောတော့ဆိုအော်ဒီဆိုင်ကငွေချင်းလေးစားတော့ဆိုင်မယ်သူကသူပြောလိုက်တာအော်ငွေချင်းလေးဆိုင်မယ်ပြောလိုက်တယ်တောင်ဘက်ကလူကမော့ကြည့်ပြီးတော့ဗာပြောတော့ဆိုဟာခမရမှားနေပြီတဲ့ငွေချင်းလေးမဟုတ်ဘူးကြတယ်ရွှေချင်းလေးဆိုတော့ဟိုလူကမင်းကငါ့ကိုရွှေနဲ့ငွေနဲ့မကွဲဘူးလို့ပြောချင်တာလားမဟုတ်ပါဘူးကျောက်ကရွှေဖို့ရွှေပြောတာပါဆိုပြီးရံဖြစ်တာရွှေသမားကလည်းတပြားမှမလျှော့ဘူးငွေသမားကလည်းတပြားမှမလျှော့ဘူးရံဖြစ်ကြတော့အဲ့ဒီခေတ်ကရံဖြစ်ရင်ဖြည့်ရှင်းဗာနဲ့ဖြည့်ရှင်းတော့ဆိုရင်ဓာချင်းရှင်ခုတ်ကြတဲ့ခေတ်အဲ့ဒီလိုဓာချင်းရှင်ခုတ်နေတဲ့အချိန်မှာဇာလန်းထဲမှာပါလာတော့ကောင်းကင်ယံကနတ်သမီးကြီးကဆင်းလာပြီးတော့ရက်လိုက်ဆိုတဲ့အတန်ကြာတော့သူရလိုက်ကြတယ်ရှင်တို့ဘာလုပ်ကြတာတော့ဆိုတို့ကအမှန်တရားအတွက်တိုက်ပွဲဝင်နေကြတာပြောတော့အမှန်တရား we are fighting for truth အမှန်တရားအတွက်တို့တိုက်ပွဲဝင်နေတာဒါဖြင့်ရှင်တို့အမှန်တရားဘာတော့ငါကရွှေချင်းသိလို့ပြောတော့ဒီကောင်ကငွေချင်းသိလို့ညင်ငါရွှေငွေကတပြားသားမှမလျှော့ဘူးဟိုဘက်ကလည်းကျွန်တော်ကရွှေမှုရွှေပြောတာတပြားသားမှမလျှော့နိုင်ဆိုတော့အဲ့ဒီနတ်သမီးကဲမြောက်ဘက်ကလာတဲ့လူကတောင်ဘက်ကိုလာခဲ့ပါတောင်ဘက်ကလာတဲ့လူကမြောက်ဘက်ကိုသွားကြည့်လိုက်ပါမောပြီးတော့ကြည့်လိုက်တဲ့အခါကျတစ်ဖက်ကရွှေတစ်ဖက်ကငွေလောက်ဒီတချမ်းမြင်လေးနဲ့ညင်းတယ်ဆိုတဲ့အတိတ်တွေကိုပြောတာနော် There are two sides in every question အရာရာမှာပြဿနာတိုင်းမှာနှစ်ဖက်ရှိတယ်နှစ်ဖက်မမြင်မဲနဲ့တစ်ဖက်တည်းမြင်ပြီးလူတွေအရာဖြစ်နေကြတယ်အဲ့ဒါပါတော့ဆိုခုပြောတဲ့ဒိဋ္ဌိဆို view ရဲ့သဘောပဲမြတ်စွာဘုရားကြတော့အရာခတ်သိမ်းကိုမြင်တဲ့အတွက်ကြောင့်ဘယ် view မှလက်မခံတော့ view မဟုတ်တော့ကုန်သိတာကုန်သိထားတဲ့ပုဂ္ဂိုလ်ကငါအမြင်သူ့အမြင်လို့ခွဲခြားစရာမရှိတော့ဘူးလေအလုံးကိုခြုံငုံပြီးတော့မြင်တတ်သွားခြုံငုံကြည့်တဲ့ပုဂ္ဂိုလ်တယောက်ဟာညင်းပွားစရာဘာမှမရှိဘူးဟိုဘက်ကပြောလဲလက်ခံအောင်ခုနကမှရွှေလို့ပြောရင်လည်းဟုတ်တယ်တခြားရွှေလို့ငွေလို့ပြောရင်လည်းလက်ခံနှစ်ခုစလုံးလက်ခံနိုင်တဲ့အနေအထားဖြစ်သွားဘာလို့ဆိုနှစ်ဖက်စလုံးမြင်ထားတာဟုတ်အဲ့တော့တစ်ဖက်မြင်တဲ့လူတွေကညင်းတာပဲအမှန်ဟာအဲ့ဒီ round view ဆိုတာလဲပြဿနာတွေကိုတက်စီရတဲ့အတွက်ကြောင့်ဒါလည်း mental impurity တစ်ခုပဲအဲ့ဒီ mental impurity ကိုလည်းပဲစင်ကြယ်အောင်လုပ်ဖို့လိုတယ်နော်နောက်တစ်ခုကဘာလို့ဆိုမာနဆိုတာကိုယ့်ရဲ့အရေးချင်းကိုစိတ်ထဲမှာအရေးချင်းပေါ်မှာအထင်ရောက်နေတဲ့သဘောအရေးချင်းပေါ်မှာယုံကြည်နေတဲ့သဘောအရေးချင်းဆိုတဲ့နေရာမှာကောင်းတဲ့အရေးချင်းဖြစ်စေညံ့တဲ့အရေးချင်းဖြစ်စေအရေးချင်းကိုယ့်အရေးချင်းပေါ်မှာလူတွေကစိတ်အရောက်များလို့ရှိရင်မာနလို့ခေါ်တယ်ပေါ့ဒါလည်းပဲတရားထုတရားမြတ်ရဖို့ရအတွက်အဲ့ဒီအထင်ရောက်မှုဟာအဟံတာဖြစ်စေနိုင်တယ်ဒါလည်းမှတ်သားစရာတော့ရှင်နုရုဒ္ဓမထေရမြတ်အတွေ့အကြုံတစ်ခုမှတ်ရရှင်နုရုဒ္ဓဟာဒိဗ္ဗစက္ခုနဲ့စัจ java လာ1000ကိုတစ်ထိုင်နဲ့ကြည့်လို့ရတယ်အဲ့ဒါသူ့အရေးချင်းပဲသို့တော့သူအဲ့ဒီအရေးချင်းပေါ်မှာအထင်ရောက်နေပြီကိုဒီအထင်အမြင်နဲ့တရားထုတရားမြတ်ရဖို့ငါမှဘာမှမခက်ဘူးဆိုတဲ့အတွေးဝင်အဲ့ဒီအတွေးဝင်ပြီးတရားထုတ်တာလုံးဝမရမ
မရတော့ရှင်သာရိပုတ္တရာကိုသွားလျှောက်တော့ရှင်သာရိပုတ္တရာကထောက်ပြတယ်ငါရှင်တဲ့စัจ java လာ1000ကိုစัจ java လာ1000ကိုဒိဗ္ဗစကုနဲ့ငါမြင်နိုင်တယ်လို့ငါရှင်တွေးနေတဲ့အတွေ့ဟာမာနဖြစ်နေတယ်အဲ့ဒါကိုမတွေးပါနဲ့လို့ဆက်ဒါကိုဖယ်လိုက်ပါဒါဖယ်လိုက်ရင်တရားတို့တရားမြတ်ရပါလိမ့်မယ်အဲ့ဒါဖယ်လိုက်မှတရားရနိုင်ဒါမဟုတ်ဘူးလားဆိုဟုတ်တယ်ဒါကမှန်ကန်တဲ့မာနလို့ခေါ်တယ်တကယ်ရှိတာကိုရှိတဲ့အတိုင်းယူဆတာတောင်မှအန္တရာယ်ဖြစ်သေးတယ်ဆိုတော့မရှိတာကိုအရှိထင်ပြီးတော့လုပ်နေတဲ့မာနဆိုပိုးဆိုးတယ်အဲ့ဒါကြတော့အုံနမလို့ခေါ်တယ်ကျူပင်လေးတွေတွေ့ဘူးကြလိုက်ကျူပင်လေးတွေကလော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 နဲ့အပေါ်တက်တာအထဲကအခေါင်းကြီးကခိုင်မာတာမရှိဘူးနော်အုံနလလို့စာပေမှာသုံးတယ်အချင်းကြီးတက်နေတယ်မာနဘာမှအရေးချင်းမရှိဘဲနဲ့သူကလည်းထောင်းဖြစ်တတ်တယ်အဲ့ဒီမာနကပိုဆိုးတယ်အဲ့ဒီမာနဟာလည်း mental impurity တစ်ခုပဲစိတ်ရဲ့အညစ်အကြေးတစ်ခုဒါလည်းဖယ်ရှားရမယ်မဖယ်ရှားနိုင်ရင်တရားဓုတရားမြတ်ရဖို့ဖြစ်နိုင်ဘူး stress တွေမလျှော့ချနိုင်ဘူးတဲ့နောက်တစ်ခုကဘာတော့ဆိုရင်ဒေါသဆိုတာတော့အလုံးသိကြတဲ့အတိုင်းပဲအကျယ်ပြောစရာမလိုနှလုံးသားကိုပူလောင်စေတတ်တဲ့အရာစိတ်ထဲမှာအလိုမကျတာဒေါသနော်အလိုမကျတာကနေတဖြည်းဖြည်းပေါက်ကွဲလာလို့ရှိရင်ပို့ပြီးတော့စိတ်နှလုံးကိုပူလောင်စေတတ်တဲ့အရာတစ်ခုပဲကြောက်တာလဲဒေါသပဲဒါကို hatred and fear ဒေါသကိုဘာသာပြန် hatred မဟုတ်ဘူးကြောက်တယ်မုန်းတယ်အလိုမကျဖြစ်တယ်ဒါတွေဟာအလုံးဒေါသပဲအဲ့ဒီဒေါသဆိုတာနှွမ်းမိုးနေလို့ရှိရင်လေအမြင်မှန်ကိုရဖို့ဆိုတာခဲရင်တယ်နောက်တစ်ခုကအိတ်တာဆိုတာဘာပြောတာတော့ဆို jealousy လူတူတယောက်ကြီးပွားတိုးတက်နေတယ်ဆိုလို့ရှိရင်ဝမ်းမတန်နိုင်ဘူးဝမ်းမတန်နိုင်တာအကောင်းမပြောနိုင်တာအဲ့ဒါအိတ်တာလို့ခေါ်တယ်အိတ်တာတွေပွားနေအိတ်တာတွေများတဲ့ပုဂ္ဂိုလ်ကမုဒိတာမပွားနိုင်ဘူးမုဒိတာပွားပြီးတော့သူ့ကိုဖြေလျှော့အောင်မုဒိတာထားနိုင်ရမယ်နောက်တစ်ခုကမစ္စရိယဆိုတာကိုယ်သာဆန်းစားခြင်းနဲ့ကိုယ်သာအခွင့်အရေးရခြင်းနဲ့ဆိုတဲ့တကူကောင်းဆန်တဲ့စိတ်မျိုးပါဒါမစ္စရိယလို့ခေါ်တယ်ပေါ့ selfishness ပေါ့ stinginess လို့ဘာသာပြန်တယ်အဲ့ဒီအိတ်တမစ္စရိယနှစ်ခုလုံးဒီဒေါသနဲ့တွဲပြီးတော့ဖြစ်တာလေကြည့်ပဲနောက်ကဒေါသလိုက်လာမစ္စရိယဆိုတာကိုယ့်အကိုသိမ့်ပိုက်ပြီးတော့သူများနဲ့မဆက်ဆံညင်တာပေါ့ကိုယ့်ပစ္စည်းကိုကိုယ်သိမ့်ပြီးတော့အများကိုဆက်ဆံဒီပစ္စည်းနဲ့ပတ်သက်လာလို့ရှိရင်အထိမခံတာမစ္စရိယရဲ့သဘောကြောင်ကလေးတွေအစာကျွေးတဲ့အခါတွေ့ဘူးလိမ့်မယ်ကြားတွေအစာကျွေးတဲ့အခါတွေ့ဘူးလိမ့်မယ်အစာပါးစပ်ထဲရောက်သွားရင်မန်ဖီးနေတယ်ဆိုတာဒါဒီဟာအတွက်တိုက်ဖို့လုပ်နေတာသူကကိုရထားတဲ့အခွင့်အရေးကိုလာမလူနဲ့ဆိုတဲ့ပုံစံမျိုးသူတို့ချိန်ချောက်တာနော်အေးစစ်စစ်ပစားဘူးကြောင်တို့ကြားတို့ဆိုတဲ့ကောင်တွေအဲ့ဒါမစ္စရိယအလွန်အားကြီးတဲ့သဘောပဲနော်ကလေးပေါက်စာလေးတွေမစ္စရိယမုံပေးပြီးပြန်တောင်းရင်မရဘူးပဲကလေးချုပ်ကလေးတွေဘယ်တော့မှပြန်မပေးဘူးနော်မုံပေးတဲ့အခါကျတော့တက်လက်လက်ယူတယ်မင်းငါနည်းနည်းပေးပါဆိုမရတော့ဘူးသိမ့်ပိုက်ထားအဲ့ဒီသဘောလေးတွေကိုပြောတာမစ္စရိယဆိုတာနော်ကုက္ဆဆိုတာကိုလုံးမိတဲ့အမှားတစ်ခုပေါ်မှာနောက်တားဖြစ်တော့မလုံးမိတဲ့ဟာတစ်ခုပေါ်မှာလည်းနောက်တားဖြစ်တယ်အဲ့ဒီစိတ်ပူပန်းနေတဲ့သဘောတရားတစ်ခုကလည်းစိတ်ရဲ့အငြိအကျေးတစ်ခုပဲနောက်တစ်ခုကတော့ဌိနမိတ်တာစိတ်ရဲ့ကောင်းတဲ့အလုပ်လုပ်ဖို့ရအတွက်စိတ်ဟာ interesting မဖြစ်တော့စိတ်ဆုံးနစ်လာ mental tiredness ဖြစ်လာအဲ့ဒါဌိန physical tiredness ဖြစ်လာလို့ရှင်မိတ်တာပထမစိတ်ဓာတ်ကဆွန့်လာတွန့်ဆုတ်လာတယ်နောက်ထပ်ရုပ်ခန္ဓာကိုယ်ကြီးကပါတွန့်ဆုတ်လာရုပ်ခန္ဓာကိုယ်ကြီးကတင်းဆုတ်လာတော့ဘာဖြစ်လာငိုက်လာတာပေါ့စိတ်တွန့်ဆုတ်တာကတစ်ခုရုပ်တွန့်ဆုတ်တာတစ်ခုအဲ့ဒီနှစ်ခုပေါင်းတာကိုဌိနမိတ်တာလို့ခေါ်ဒါလည်းပဲတိုးတက်မှုရဲ့အဟံတာတစ်ခုဖြစ်တယ် mental impurity ပဲစိတ်မှာဖြစ်တာနောက်တစ်ခုကဝိသိကိစ္စတဲ့နောက်ဆုံးပါတရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်တန်တရားဖြစ်နေတယ်တ
တန်တရားဖြစ်နေတာဆိုတာမဆုံးဖြတ်နိုင်တဲ့သဘောကိုလန်းလိုက်ရမလားဒီလန်းလိုက်ရမလားလမ်းခွမှာတွေ့ဝေးနေတဲ့သဘောခုနကမောဟဆိုတာကသူကမလုတ်တင်တာနဲ့လုတ်တင်တာအမှန်မသိသည့်အတွက်ကြောင့်မလုတ်တင်တာကိုလုတ်တင်တာလို့ထင်သွားပြီးလုတ်တင်တာကိုမလုတ်တင်ဘူးလို့ထင်သွားတယ်သူကသိဝိသိကိစ္စကြတာအဲ့လိုမဟုတ်တွေ့ဝေးနေတယ်တွေ့ဝေးနေသည့်အတွက်ကြောင့်လုပ်ငန်းအောင်မြင်မှုမဖြစ်နိုင်ဘူးဒါလည်းပဲ mental impurity တစ်ခုပဲတဲ့အဲ့ဒီ mental impurity စိတ်ရဲ့အညစ်အကြေးတွေကိုအခုလို့သိအောင်လေ့လာပြီးတော့တို့ရဲ့တဏ္ဍာမှာဟောဒီအညစ်အကြေးတွေရှိနေတယ်ဗျစိတ်ရဲ့ဖြည့်ဆည်းမှုဓာတ်တွေကိုမလျှော့ချနိုင်ဘူးဒါတွေကိုတတ်နိုင်တယ်ဗျ reduce လုပ်မှတို့ရဲ့စိတ်ဖြည့်ဆည်းမှုဓာတ်တွေကိုလျှော့ချနိုင်အဲ့ဒီနည်းတွေကိုမြတ်စွာဘုရားကဟောထားတယ်အဲ့ဒီနည်းတွေရဖို့ရအတွက်ဘာလုပ်ရမလဲကဲလှုပ်တဲ့တာဘာလုပ်ရမလဲလို့ဆိုစင်ကြယ်မှုအဆင့်ဆင့်ကြိုးစားအထောက်အောင်တန့်စင်ရေးလုပ်ရမယ်mental impurity တွေတန့်စင်ရေးကတစ်ခါတည်းနဲ့လုပ်လို့မရဘူးအမတန်မှဆိုပါစို့ညစ်ပေပြီးတော့ဆွဲနေတဲ့အညစ်အကြေးတစ်ခုဟာတစ်ခါတည်းနဲ့ရှောင်လို့မရဘူးခါတည်းနဲ့ရှောင်လို့အချိန်ချင်းရှောင်ရအဲ့ဒါမျိုးလိုပဲသူကလက်နှီးစုပ်တယ်ပို့ပြီးတော့ညစ်ပေတယ်ညစ်ပေဘောတန်တရားကညစ်ပေပြီးတော့လူရဲ့စိတ်ကဘောတန်တရားကစပြီးတော့ညစ်တာအမတန်ဆွဲတဲ့ဆေးဆိုးထားတဲ့ဟာတစ်ခုဖယ်ရှားပြဖို့ဆိုအလွန်ခဲနေပေါ့စိတ်ထဲမှာဆွဲပြီးတော့အယောင်ဆိုးထားတာတွေကိုဖယ်ရှားပြဖို့အလွန်ခဲတယ်အဲ့ဒီအယောင်ဆိုးထားတာတွေအကုန်လုံးပျောက်သွားအောင်နံပါတ်1ဘာလုပ်ရမလဲဆိုတော့ရသော်ဘုရားကစင်ကြယ်မှု9မျိုးကိုဟောထားတာရှိတယ်တဲ့နော်အဲ့ဒါကသူကလိုက်နာပြီးတော့တစ်ဆင့်ပြီးတစ်ဆင့်လောက်သွားဖို့လိုတယ်ပေါ့စင်ကြယ်မှု9မျိုးဆိုတာနံပါတ်1စလောက်ရမှာဘာလို့ဆိုရင်သီလဝိသုဒ္ဓိကိုချင်းတရားကိုအရင်စင်ကြယ်အောင်လုပ်ပါဒါနံပါတ်1နော်ကိုချင်းသီလကိုစင်ဒါဖြင့်ကိုချင်းသီလဆိုတာလူတွေမှာပါတော့ဆိုရင်ကိုယ့်ကိုစဉ်းစားကြည့်ပါဏာတိပါဒလုံးဝရှောင်သလားအဒိဏဒါနကာမေတုမိစ္ဆာစာရမုတ္တဝါဒသူရမေရိယဆိုတဲ့ဒီကိုချင်းတရားနဲ့ပတ်သက်လာရင်လုံးဝဖြူစင်မှုရှိရလုံးဝဖြူစင်တဲ့ဆိုတာပါဏာတိပါဒနဲ့ပတ်သက်လာလို့ရှိရင်တော့ဝက်စိတ်ကလေးတွေကစပြီးတော့တတ်ချင်တဲ့စိတ်ရှိနေသေးသလားချင်းလေးတွေလာရင်ဖတ်ခနဲ့ပုတ်သေးသလားပါဏာတိပါဒနဲ့ပတ်သက်ရင်ရှောင်ကျင်တဲ့အခါမှာဘယ်လောက်ထိအတိုင်းအတာအထိရှောင်ကျင်တယ်လဲဆိုလို့ရှိရင်မြတ်စွာဘုရားဟောထားတဲ့တရားထဲမှာအတော်ကိုအတိတ်ပဲရှိတာနော်တချို့ကပါဏာတိပါဒဝေရမဏိသိက္ခာပဒမတွေ့သေးရင်ရှောင်နေတယ်တွေ့ရင်တော့မခံနိုင်ဘူးတော့ချင်းမကြိုက်သေးရင်ချင်းမတတ်သေးဘူးတွေ့ရင်တော့အဲ့ဒါပတ်ခနဲ့ပုံမိလိုက်တယ်ပေါ့ဆိုတော့အဲ့ဒါရှောင်နေမခေါ်သေးဘူးတော့ပါဏာတိပါဒကရှောင်ပြီလို့ဆိုတဲ့အချိန်မှာဘယ်လောက်ထိရှောင်တယ်လဲလို့ဆိုရင်သူများအသက်ဆိုရင်ကောင်းသေးသေးလေးကစပြီးမတတ်ဘူးရှောင်တယ်ရှောင်တဲ့နောက်မှာဘာလို့လို့ဆိုရင်ဒီကောင်လေးတွေကိုသေစေနိုင်တဲ့လက်နဲ့တို့ဘာတို့ကစပြီးတော့မထားဘူးကိုအဲ့ဒါတွေကစပြီးမထားဘူးမထားယုံနေမဟုတ်ဘူးဒီအလုပ်လုပ်ရမှရှက်တယ်ယွံမုန်းတယ်အာလုံးတ္တဝါတွေပေါ်မှာမေတ္တာထားတယ်တနာကျင်နာမှုတွေမွေးတယ်အဲ့ဒီကြမှာပြည့်စုံအဲ့ကြမှာပြည့်စုံအဲ့ဒါလို့မဟုတ်သေးပဲနဲ့ကိုကိုကာကွယ်ဖို့ဆိုတာရည်ရွယ်ချက်ကလေးနဲ့ထားနေတယ်ပါဏာတိပါဒမလုံသေးဘူးလို့ပြောနော်တချို့လူတွေကသူများတော့မတတ်ဘူးဒါပေမဲ့ကိုလာလို့ရင်တော့ကာကွယ်ရမယ်ဆိုပြီးတော့လက်နဲ့တို့ဘာလို့လိုင်းစင်နဲ့ကိုင်းတာရှိသေးတယ်လေအဲ့ဒီအတွေးကိုမရှိတော့ဘူးအဲ့ဒီအတွေးကိုမရှိသူများတက်တတ်ဖို့ဆိုတာလုံးဝမရှိတော့နောက်ဆုံးမှာကိုယ့်သက်ပဲအသိခံခြင်းခံမယ်သူများသက်မတတ်ဘူးဆိုတာသောတာပန်ရဲ့အတွေးအဲ့ဒါသောတာပန်ဖြစ်သွားပြီဆိုလို့ရှိရင်သူများသက်တတ်ခိုင်းလည်းမတတ်ဘူးသူကအတွေးကမတူတော့ဘူးပြောင်းသွားတယ်တချို့လူတွေကတော့ကိုယ့်ကိုယ်ကာကွယ်မဲ့ဆွဲပုံစံရှိတယ်သောတာပန်မှာတော့အဲ့ဒီဟာမကာကွယ်တော့အသက်ကိုမကာကွယ်ဘူးသီလကိုကာကွယ်တယ်သောတာပန်တာမန်ပုဂ္ဂိုလ်ကျတော့သီလကိုလဲကျစ်လိုက်တယ်နောင်မနောင်စေးပဲနော်
ဥပုသ်ဆောင်ရင်ကနေထမင်းစားရင်ဘိုင်းနာလို့အစာရောဂါဖြစ်မှကြောက်လို့ဆိုတခုစားလိုက်တာသီလနဲ့မုန်းနဲ့လဲလိုက်တာပဲအဲ့ဒါသီလကိုဥစားမပေးဘူးခန္ဓာကိုယ်ကြီးကိုဥစားပေးတယ်ပေါ့ဟုတ်တယ်မလားသီလကိုဥစားပေးရမယ့်အစာခန္ဓာကိုယ်ကိုဥစားပေးလိုက်တယ်ပေါ့ဒါဥစားပေးတာချင်းမတူဘူးဖြစ်အဲ့ဒါလိုပဲကိုယ့်အသက်နဲ့သီလဘယ်သူဥစားပေးမလို့ဆိုရင်အသက်ကိုဥစားပေးလိုက်တယ်သီလကိုဥစားမပေးဘူးသီလနောက်မှဆောက်တည်မယ်နော်အရင်တတ်လိုက်အောင်မယ်ဆိုကျက်တဲ့နာအရင်ခြေလိုက်အောင်မယ်ဆိုရင်အဲ့ဒါဆိုလို့ရှိရင်သီလနဲ့တန်ဖိုးထားတာချင်းမတူဘူးဆိုတဲ့အဓိပ္ပာယ်မရောက်ဘူးလားဟောသီလနဲ့အသက်ကိုတန်ဖိုးထားတယ်ဆိုတဲ့အဓိပ္ပာယ်ရောက်သောတာပန်ပုဂ္ဂိုလ်ကျတော့အသက်ကိုတန်ဖိုးမထားဘူးအသက်ဆိုတာတစ်နေ့သေမှာပဲငါသီလကိုတန်ဖိုးထားတယ်ဟောဒါဟုသူတော်ကောင်းတွေရဲ့အတွေ့သူတော်ကောင်းတွေရဲ့စိတ်တွေသဘောထားဆိုတဲ့ထဲမှာသူကသူတော်ကောင်းတွေဆိုတာတဲ့သူတော်ကောင်းတွေအတွေ့ကဘာလို့ဆိုရင်အသက်နဲ့ဥစ္စာဒီနှစ်ခုစွန့်ဖို့ကြုံလာလို့ရှိရင်ဥစ္စာကိုဆွန့်လိုက်အသက်ကိုတော့မသေးစေနဲ့တခါအသက်နဲ့လူရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းစွန့်ဖို့ကြုံလာလို့ရှိရင်အသက်ကိုမသေးစေနဲ့လူရဲ့ခန္ဓာကိုယ်ဥမာခြေလက်ပြတ်ခြင်းပြတ်ပါစေအသက်မသေးစေဟောဒါဆွန့်နောက်တစ်ခုကအသက်နဲ့တရားနှစ်ခုရှင်းလာပြီဆိုရင်အသက်သေးပါစေတရားကိုမဆွန့်ဘူးတဲ့ဒါသူတော်ကောင်းနေတယ်အတွေ့တာမန်ပုဂ္ဂိုလ်တွေကတော့အဲ့လိုမဟုတ်ဘူးအသက်ပဲတန်ဖိုးထားမယ်ကျန်တာတွေတခုမှတန်ဖိုးထားနိုင်တန်ဖိုးထားတာချင်းမတူဘူးဆိုတဲ့အဓိပ္ပာယ်ကိုပြောပြနော်သီလဝိတ္တုဆိုတဲ့နေရာမှာသီလကိုတန်ဖိုးထားတတ်လာပြီအသက်တည်းချစ်ခင်တတ်လာပြီလောကမှာရှိတဲ့တန်ဖိုးတွေအလုံးမှာသီလကိုထိတ်တန်းထားပြီဆိုရင်ဒါသောတာပန်ရဲ့အတွေးဖြစ်လာအဲ့ဒီအဆင့်မျိုးထိရောက်လာပြီဆိုရင်ဒါသီလဝိတ္တုမှာအထွတ်ထိပ်ရောက်လာပြီပေါ့ဒီစင်ကြယ်မှုကြောင့်အကုသိုလ်မဖြစ်တော့ဘူးဒါဖြင့်သီလဝိတ္တုဆိုတာဘာအတွက်တုံးလို့မေးလို့ရှိရင်သီလစင်ကြယ်သည့်အတွက်ကြောင့်သမာဓိရဖို့မခက်တော့ဘူးအဲ့ပေါ့ဘာဖြစ်လို့သမာဓိရဖို့မခက်တယ်လဲလို့ဆိုလို့ရှိရင်ကိုချင်းတရားကောင်းနေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့စိတ်နှလုံးဟာအမြဲတမ်းအေးချမ်းပူပန်စရာသူ့လက်ကြည့်ဘယ်တော့မှမရှိကိုချင်းတရားမကောင်းဘူးစိတ်တစိတ်မဟုတ်တာလုပ်တယ်တို့ဘာလို့ရှိနေလို့ရှိရင်သူများမသိရင်လည်းကိုယ့်ကိုယ်သိတယ်လောကလူတွေကသူများမသိအောင်ဖုံးကွယ်လို့ရတယ်ကိုမသိအောင်ဖုံးကွယ်လို့မရဘူးနော်ကိုမသိအောင်ဖုံးကွယ်လို့မရသူများတော့မသိအောင်လုပ်လို့ရတာပဲကိုမသိအောင်လုပ်လို့မရတဲ့အတွက်ကြောင့်ကိုသိနေသည့်အတွက်ကြောင့်တရားဓမ္မကျင့်ပြီဆိုတဲ့အခါကိုမကောင်းတာကိုသိသည့်အတွက်ကြောင့်စိတ်ရဲ့ပူဆာမှုတွေကအဲ့ချိန်မှာပေါ်လာဘာနဲ့တူလို့ဆိုရင်အရိပ်ကြီးတွေထိုးလာတယ်လို့ပဲနော်အရိပ်မဲကြီးတွေအတိတ်ကမဟုတ်တဲ့ပုံရိပ်တွေကိုစိတ်ထဲနှလုံးထဲမှာဝင်ရောက်ပြီးတော့နှောက်ယှက်တယ်တရားထုတ်ပြီဆိုရင်အဲ့ဒါတွေကဝင်ထိုးလာသီလစင်ကြယ်ပြီဆိုရင်အဲ့ဒါမျိုးတွေမလာတော့ဒါကြောင့်မို့လို့သီလံအဝိပတိတာရယကိုချင်းတရားသည်စိတ်နှလုံးကြည်သာဖို့အတွက်ဖြစ်တယ်စိတ်နှလုံးကြည်တူးနေလို့ရှိရင်ဘာဖြစ်လဲပါမောဇ္ဇဝမ်းမြောက်မှုဖြစ်တယ်ဝမ်းမြောက်မှုဖြစ်ရင်ဘာဖြစ်လဲပီတိနှစ်သိမ့်မှုဖြစ်တယ်ပီတိဖြစ်ရင်ဘာဖြစ်လဲပတ္တတိကိုယ်ရောစိတ်ပါငြိမ်းချမ်းတယ်ငြိမ်းချမ်းရင်ဘာဖြစ်လဲဒုက္ခ comfortable ဖြစ်တယ်ချမ်းသာတယ်ချမ်းသာရင်ဘာဖြစ်လဲသမာဓိစိတ်တည်ငြိမ်တယ်စိတ်တည်ငြိမ်ရင်ဘာရတော့ယထာဘူတဉာဏတဒနာစိတ်ငြိမ်သည့်အတွက်ကြောင့်ဘယ်အာယုပဲဥလဲလိုက်အမှန်ကိုသိသွားတယ်ဒါကရှောင်လွဲလို့မရတဲ့ဖြစ်စဉ်ကြီးတစ်ခုပဲအဲ့တော့သီလမပြည့်စုံဘူးဆိုရင်ခုနကစိတ်မငြိမ်ဘူးစိတ်မငြိမ်သည့်အတွက်ကြောင့်ဝမ်းသာတာမဖြစ်ဘူးဝမ်းသာတာမဖြစ်ရင်ပီတိမဖြစ်ဘူးပီတိမဖြစ်ရင်ပတ္တတိဆိုတဲ့ငြိမ်းချမ်းမှုမဖြစ်ဘူးငြိမ်းချမ်းမှုမဖြစ်ရင်ဒုက္ခဆိုတာမလာဘူးဒုက္ခမလာရင်တမာတိမလာဘူးမလာရင်ယထာဘူတဉာဏတဒနာမလာဘူးတစ်ခုလာမှတစ်ခုလာပေါ့ဒါကြောင့်မို့လို့နံပါတ်1စင်ကြယ်ရမှာကိုချင်းတရားသီလဝိတ္တုသီလစင်ကြယ်ပြီးရင်စိတ်တဝိတ္တုစိတ်စင်ကြယ်တယ်ဆိုတာတမာတိတွေရတာကိုပြောတယ်တမာတိတရားကိုပြောတယ်အဲ့ဒီနှစ်ခုရလာပြီဆိုတဲ့အချိန်မှာဘာစင်ကြယ်ဖို့လိုတော့ဆိုဒိဋ္ဌိဝိတ္တု view တွေစင်ကြယ်ဖို့လိုတယ်အတွင်းမြင်တွေမှားနေအဟံသားကြီးဖြစ်လိမ့်မယ်ဒါမို့အတွေးအမြင်မှန်ရမယ်ဝိပဿနာကျင့်စဉ်ကိုကျင့်တော့မယ်ဆိုလို့ရှိရင်ဒိဋ္ဌိဝိတ္တုဟာအမှန်တမ်းမှအရေးကြီးတယ်
ဒေတိဝိတ္တုဆိုတာငါတော့ဆိုယောက်ျားမိန်းမသူငါဆိုတဲ့ဟာတွေမရှိဘူးယုံနဲ့နာနှစ်မျိုးတည်းပဲရှိတယ်တတ္တဝါလို့ခေါ်เสียဆိုတာမရှိဘူးတတ္တဝါဆိုတာဒါကိုဆွဲပြုပြီးခေါ်တာတကယ်စစ်ကြည့်လိုက်ရင်တတ္တဝါဆိုတာမရှိဘူးယုံနဲ့နာနှစ်မျိုးပဲရှိတယ်ဆိုဒီအမြင်မျိုးတွေမြင်လာအောင်လေ့ကျင့်ပေးရတတ္တပညာလို့ခေါ်တယ်တတ္တဝါဆိုတဲ့အထင်အမြင်အယူဆကြီးတခုပျောက်သွားအောင်လုပ်ရမယ်အဲ့ဒီပျောက်သွားရင်ဒိဋ္ဌိဝိတ္တုဖြစ်တယ်လို့ပြောတယ်နော်ဒိဋ္ဌိဝိတ္တုဖြစ်လာဒိဋ္ဌိဝိတ္တုဖြစ်ဖို့ကဘာတော့ဆို analytical knowledge of mind and matter ရုပ်နဲ့နာနဲ့သဘာဝတရားတွေကိုသိရဒါလွဲလို့ဘာမှမရှိဘူးဒီနှစ်ခုပေါင်းစပ်ထားတဲ့အတွက်ကြောင့်လူရဲ့နတ်ရဲ့ယောက်ျားရဲ့မိန်းမရဲ့ဒီလိုခေါ်နေတာဒီတရံကြီးတစ်ခုလုံးပျောက်သွားအောင်ဆင်ញင်နိုင်ဖို့အသိဉာဏ်ရအောင်လေ့ကျင့်ရမယ်တဲ့ဒါကနာမရူပပရိစ္ဆေဒဉာဏ်နာမရူပပရိစ္ဆေဒဉာဏ်ရရင်ဒိဋ္ဌိဝိတ္တုစင်ကြယ်သွားပြီအဲ့ဒီစင်ကြယ်မှုပြီးတဲ့အခါဘာလုပ်ရမလို့ကင်္ခာဝိတရဏဝိတ္တုကင်္ခာဆိုတာယုံမှမှုဝိတရဏကြော်လွှား overcoming doubt တန်တရားဆိုတာအဟံတာကြီးတစ်ခုဖြစ်တယ်အကြောင်းတရားအမှန်ကိုမသိရင်တန်တရားရှိနေဦးမှာပဲအဲ့ဒီတန်တရားဆိုတဲ့ဒီယုံမှတွေးတောနေတဲ့အရာတစ်ခုอ่ะကိုယ်တိုင်မြင်ရလို့ရှိရင်ကြောက်သွားဥပမာဆိုတော့ညအခါမှာကြောက်တတ်တဲ့လူတယောက်ဟာခြုံပုတ်ကြီးမြင်တာနဲ့ပဲတရေကြီးထိုင်နေသလားလို့စိတ်ကထင်သွားပြီးတော့ဓမီနဲ့ထိုးကြည့်ခြုံပုတ်ကြီးမှန်းသိရင်မကြောက်တော့ဘူးနော်တန်တရားဆိုတာအမှန်တရားဆိုတာခုနအမှန်သိသွားပြီဆိုတာနဲ့တပြိုင်နက်တန်တရားမရှိသည့်အတွက်ကြောင့်ရှင်းသွားတယ်အဲ့ဒီသဘောမျိုးပဲယုံ nant သဘာဝတရားတွေကဘာကြောင့်ဖြစ်နေတယ်ဆိုတဲ့အကြောင်းတွေအကျိုးတွေအကြောင်းတရားတွေကိုမှန်မှန်မြင်လိုက်ပြီဆိုလို့ရှိရင်တန်တရားဆိုတာမရှိတော့အဲ့ဒီတန်တရားကင်းစင်သွားတယ်ဒါလည်းပဲအဆင့်ဆင့်သောတာပန်အဆင့်ကင်းစင်တာနဲ့အခုတရားထုတ်မဲ့ယောဂီပုဂ္ဂိုလ်တဏ္ဍာမှာကင်းစင်တာနဲ့မတူသေးဘူးဒီဂရီလည်းပဲကွာသေးတယ်ပေါ့အခြေခံအပြင်ကင်းစင်အောင်ကြိုးစားရမယ်ဒီယုတ်တိနံတွေဟာဘာကြောင့်ဖြစ်နေတယ်လဲဆိုတာအခုလက်တွေ့အနေနဲ့ဥပမာပဲမျက်စိနဲ့အခုအကြမ်းမြင်လေးစဉ်းစားကြည့်ဖို့ပြောရမယ်ဆိုရင်မျက်စိရှိတယ်မြင်စရာအာယုံရှိတယ်မျက်စိနဲ့မြင်စရာအာယုံဆုံလိုက်တဲ့အခါမှာမြင်သိတယ်ဆိုတဲ့စိတ်ကလေးပေါ်လာဒါပေမဲ့မြင်သိတယ်ဆိုတဲ့စိတ်ကလေးရဲ့အကြောင်းတရားကဘာလို့ဆိုမျက်စိနဲ့အာယုံဆုံစည်းမှုပါဒါအကြောင်းတရားပဲအဲ့ဒါဒီတရားအကြောင်းတရားရဲ့နောက်ွယ်ဘယ်သူရှိသေးတယ်ဘယ်သူမှမရှိဒါအကြောင်းပဲဆိုတော့ဘောပေါက်သွားအဲ့တော့သာဝရဘုရားကဖန်ဆင်းလို့ဖြစ်တာတို့အကြောင်းပဲဖြစ်တာဆိုတာတွေလက်မခံတော့ဘူးဘာလို့လဲဆိုအကြောင်းကိုကိုယ်တိုင်တွေ့သွားပြီလေဒါကြောင့်ဖြစ်နေတာဆိုတာကိုယ်တိုင်တွေ့သွားပြီကိုယ်တိုင်တွေ့သွားသည့်အတွက်ကြောင့်သူကပစ္စယပရိက္ခဉာဏ်အကြောင်းကိုသိတဲ့ဉာဏ်ရသွားပြီအကြောင်းကိုသိတဲ့ဉာဏ်ရသွားသည့်အတွက်ကြောင့်ကင်္ခာဝိတရဏဝိတ္တုတဲ့တန်တရားကင်းစင်သွားတဲ့အမြင်တစ်ခုရသွားပြီဒါကဝိပဿနာလုပ်ငန်းလုပ်တော့မယ်ဆိုလို့ရှိရင်အခြေခံအနေနဲ့ဒါရှိရမယ်ရှိပြီဆိုရင်ဆက်ပြီးတော့ဝိပဿနာကျင့်စဉ်ကျင့်လိုက်တဲ့အခါကျတော့ဘာတွေ့တတ်တော့ဆိုပါစို့အာနာပါနကျင့်တယ်ဆိုတော့ထွက်လေဝင်လေလေးကိုဝိပဿနာကျင့်စဉ်ကျင့်တော့မယ်ဆိုလို့ရှိရင်ရှုလိုက်တဲ့အခါမှာပေါ်လာတဲ့လေကလေးရဲ့ထိုလေလေးထိသွားတဲ့နေရာရဲ့ထိမှန်းသိလိုက်တာရဲ့၃ခုရှိတယ်အဲ့ဒါလေးကိုသတိထားဖို့ပေါ့အဲ့တော့လေလေးကတစ်ခုထိတဲ့နေရာလေးကတစ်ခုထိမှန်းသိလိုက်တာလေးကတစ်ခုလေလေးကအာယုံနဲ့တူတယ်ဥပမာပဲစီတီးလိုက်တဲ့အခါစီကိုဒုံးနဲ့တီးတယ်ဆိုရင်လေလေးကဒုံးနဲ့တူတယ်ပေါ့ထိတဲ့နေရာလေးကစီမျက်နှာမြင်နဲ့တူတယ်အတန်ပေါ်လာတာနဲ့ထိတိစိတ်လေးနဲ့တူတယ်ပေါ့ဆိုလိုတာကအဲ့ဒီနှစ်ခုပေါင်းစပ်လိုက်လို့ဒီထိတိစိတ်လေးပေါ်လာတာမထိခင်ကသိတဲ့စိတ်မပေါ်ဘူးလေရှူလိုက်တဲ့အခါရှူသွင်းလိုက်တဲ့အခါလေလေးပါတယ်လေလေးကတစ်ခုထိုလေလေးကနေနှာသီးပြားကိုထိလိုက်တယ်ထိလိုက်သည့်အတွက်ကြောင့်ထိတိစိတ်ကလေးပေါ်လာတယ်အဲ့ဒါလို့ကြည့်လိုက်တဲ့အခါကျတော့လေလေးကဝါယောဖွတ်တပ္ပယုတ်ပေါ့စာလို့ပြောလို့ရှိရင်ထိတဲ့နေရာလေးကကာယပတ္တာရကာယပတ္တာရနဲ့ဖွတ်တပ္ပယုတ်အာယုန်နဲ့ဝတ္ထုနှစ်ခုစုံစည်းသည့်အတွက်ကြောင့်ထိတိတဲ့စိတ်ကလေးပေါ်လာတယ်
စီကိုလက်နဲ့တီးလိုက်တဲ့အခါကျတော့လက်ရဲ့စီရဲ့ပေါင်းစပ်မှုကြောင့်စီတန်လေးထွက်လာတယ်ဆိုတဲ့သဘောမျိုးမြင်လာပြီဆိုလို့ရှိရင်ခုနကသဘာဝတရားတွေရဲ့အနေထားလေလေးရဲ့သဘာဝကတစ်ခုလေထိတဲ့နေရာသဘာဝတစ်ခုထိမှန်းသိလိုက်တဲ့စိတ်ကလေးကတစ်ခုအဲ့တော့လေလေးရဲ့ထိတဲ့နေရာကာပတာရရဲ့ဒီတစ်ခုကယုတ်ပေါ်လာတဲ့ဒီအသိစိတ်လေးကနန်းလို့ဒီလိုကြည့်လိုက်လို့ရှိရင်ယုတ်နဲ့နန်းနဲ့နှစ်ခုကွဲသွားအဲ့ဒီယုတ်နဲ့နန်းနဲ့နှစ်ခုကွဲရကနေပြီးတော့ဆက်ပြီးတော့ contemplate လုပ်ပြီးတော့ရှုမှတ်နေပဲဆိုလို့ရှိရင်ဘာတွေတိုးတက်ပြီးသိလာလို့ထိပြီးတော့သိတဲ့စိတ်ကလေးဟာမထိခင်ကမသိသေးဘူးလေလေးနဲ့နာသီးပြားလေးထိလို့ဒီစိတ်ပေါ်တာပဲဆိုတာကိုအကြောင်းနဲ့အကျိုးမှသိသွားတယ်အဲ့လိုရှုရင်းကနေပြီးတော့အသိဉာဏ်တွေကဘာတိုးလာတော့ဆိုဒီလေလေးကလည်းပဲထိပြီးတဲ့နောက်အသိစိတ်လေးကလည်းပေါ်လာပြီးတဲ့နောက်ပျောက်သွားကြတယ်တခုမှယက်တည်နေတာမရှိဘူးဘယ်နေရာမှာသွားစုပုံနေတယ်ဆိုတာမရှိဘူးလေလေးကလည်းပေါ်လာပြီးနှာသီးရောထိလိုက်တယ်ထိလိုက်တဲ့အချိန်မှာသိတဲ့စိတ်ကလေးပေါ်လာတယ်သိတဲ့စိတ်ကလေးကလည်းပျောက်သွားတယ်လေလေးကလည်းပျောက်သွားတယ်ထိတဲ့နေရာလေးကလည်းပျောက်သွားတယ်ဟောအားလုံးဟာပျောက်သွားတယ်ဆိုတဲ့သဘောလေးတွေကိုဆင်ခြင်သုံးသပ်နေတာကိုသမထဉာဏ်လို့ခေါ်တယ်အဲ့ဒီကနေပြီးတော့တစ်ခုနဲ့တစ်ခုဖြစ်ပြီးပေါ်လာပြီးတော့ပျောက်သွားတယ်ဆိုတဲ့အမြင်လေးမြင်လာလို့ရှိရင်ဥရိယပယဉာဏ်လို့ခေါ်တယ်အဲ့ဒီဉာဏ်စပြီးတော့ပေါ်လာပြီးစိတ်ကလေးငြိမ့်နေပြီဆိုတဲ့အချိန်လေးမှာဘာဖြစ်တတ်တော့ဆိုရင်သမာဓိစွမ်းအားတွေကောင်းလာပြီးအဲ့ဒီအာယုံလေးပေါ်မှာစိတ်ကငြိမ့်လာလို့ရှိရင်ဘာဖြစ်တော့ဆိုရင်ခန္ဓာကိုယ်ကပေါ့လာတာမျိုးတွေဖြစ်တတ်တယ်ခန္ဓာကိုယ်ကနောက်ဆုံးကြတော့အလင်းရောင်တွေထွက်လာတာဖြစ်တတ်တယ်အဲ့ဒီလိုအလင်းရောင်ထွက်လာပြီဆိုရင်လူကဘာဖြစ်တော့ဆိုရင်ဟာဒီအလင်းရောင်ထွက်လာတာငါနိဗ္ဗာန်ရပြီမဲ့ဖို့ရပြီသောတာပန်ဖြစ်ပြီတဂရဂံဖြစ်ပြီလို့ဒီအလင်းရောင်ပေါ်မှာသွားပြီးတော့စိတ်ဝင်စားသွားတတ်တယ်အဲ့ဒီဝင်စားသွားတာဟာဝိပဿနာလမ်းကြောင်းလွဲသွားတယ်လို့ခေါ်တယ်အဲ့ဒီလမ်းကြောင်းကနေပြီးတော့ဒီအလင်းရောင်ပေါ်လာတာဟာဒါစိတ်စွမ်းအားကြောင့်ပေါ်လာတာဒါလမ်းစဉ်မဟုတ်ဘူးငါရှုမှတ်ရမှာခုနသင်္ခါရတရားပဲလေလေးနဲ့ထိတဲ့နေရာအာယုပြုတဲ့ဒါကိုပဲပြန်ရှုမှတ်ရမယ်လို့သိလာလမ်းကြောင်းအမှန်ကအဲ့ဒီပဲလို့သိပြီးတော့ပြန်ပြီးတော့ရှုမှတ်မှလမ်းကြောင်းပြန်တဲ့မယ်အဲ့ဒီလိုလမ်းကြောင်းဟုတ်တယ်မဟုတ်ဘူးကွဲပြားပြီးတော့သိတာကိုမေဃဉာဏတသနာဝိသုဒ္ဓိလို့ခေါ်တယ်ပေါ့စင်ကြယ်မှုတစ်ခုအဲ့ဒါကိုမကြော်လွှားနိုင်လို့ရှိရင်ဒီအလင်းရောင်လေးနဲ့ပဲကျင့်တတ်ပြီးတော့ရှေ့မတက်တော့ဘူးသွားတယ်အဲ့ဒါကြောင့်မို့လို့ဒါကဝိပဿနာသွားရမယ့်လမ်းဟုတ်တယ်ဒါကမဟုတ်ဘူးလို့ခွဲခြားပြီးတော့သိမြင်ပြီးစင်ကြယ်မှုဖြစ်အောင်ကြိုးစားရမယ်တဲ့အဲ့ဒီတစ်ခုကနောက်အဲ့ဒါကိုကြော်လွှားသွားတဲ့အခါကျတော့ဝိပဿနာဉာဏ်အစဉ်စဉ်တက်တဲ့အခါဘာတွေဖြစ်လာတော့ဆိုဝိပဿနာလမ်းကြောင်းပေါ်ကိုရောက်သွားပြီးတော့စင်ကြယ်မှုကြတော့ပฏิပဒါဉာဏတသနာဝိသုဒ္ဓိလို့ခေါ်တယ်အဲ့ဒီဝိပဿနာလမ်းကြောင်းပေါ်ရောက်သွားတဲ့အခါသူ့ရဲ့စိတ်မှာအမြင်ကလေးတွေကတစ်ခုပြီးတစ်ခုခြားနားလာတယ်ဖြစ်တာပြက်တာတွေကိုမြင်ရကနေပြီးအပြက်တွေကြီးပဲပိုးမြင်လာတယ်အပြက်တွေပိုးမြင်ရကနေပြီးတော့ကြောက်စရာလို့မြင်လာတယ်ကြောက်စရာလို့ပိုးမြင်လာရနေပြီးတော့အပြက်တွေမြင်လာတယ်အပြက်တွေမြင်လာပြီးတဲ့နောက်မှာလွတ်ချင်လာတယ်လွတ်ချင်လာသည့်အတွက်ကြောင့်လွတ်ရလန်းစာရှာတယ်လွတ်ရလန်းစာရှာပြီးနောက်ဆုံးသင်္ခါရသဘောတရားတွေဟာဒီတိုင်းပဲလို့သင်္ခါရတရားတွေပေါ်မှာ excitement မဖြစ်ဘဲနဲ့စိတ်ကလေးကငြိမ်သွားတယ်ဆိုတဲ့အဆင့်လေးကိုအဆင့်တင်သွားတာဟာစာလို့ပြောရင်တော့သင်္ခါရုပ္ပခဉာဏ်အဆင့်ရောက်သွားတယ်အဲ့ဒီရောက်သွားပြီဆိုလို့ရှိရင်ပฏิပဒါဉာဏတသနာဝိသုဒ္ဓိလို့ခေါ်တယ်အကျင့်နဲ့ပတ်သက်ပြီးတော့လမ်းကြောင်းပေါ်မှာမှန်ပြီးတော့စင်ကြဲနေပြီလို့ပြောတယ်အဲ့ဒီကနေပြီးတော့မှသင်္ခါရုပ္ပခဉာဏ်ရင့်တန်လာတဲ့အခါကျလို့ရှိရင်သင်္ခါရအာယုန်တွေရှုမှတ်လာရနေဖြစ်ပြီးပြတ်နေတဲ့သင်္ခါရသဘောတရားတွေတွေးရနေနောက်ဆုံးမှဖြစ်ပြမှုတွေဆုံးသွားတယ်သင်္ခါရအာယုန်တွေဆုံးပြီးတော့သင်္ခါရမရှိတဲ့နိဗ္ဗာန်အာယုန်ကိုရောက်သွားပြီဆိုရင်ဉာဏတသနာဝိသုဒ္ဓိလို့ခေါ်တယ်အဲ့ဒီအဆင့်ရောက်ပြီဆိုတဲ့အခါကျတော့ခုနပြောတဲ့စိတ်ဖိစီးမှုတွေသက်သာလာနော်သောတာပန်ဖြစ်သွားပြီစင်ကြယ်မှုတတ်သရုပ်ပင်စမသတ္ထတတ္တမစင်ကြယ်မှုကိုရပြီလို့ဆိုလိုက်တာနဲ့သောတာပန်အဆင့်ရောက်သွားရင်ခုနကမှားယွင်းတဲ့အယူအဆနဲ့တန်တရားဆိုတာမရှိတော့ဘူးအမြင်မှန်သွားပြီတန်တရားကင်းသွားပြီအဲ့ဒီကနေတစ်ဆင့်တက်လိုက်တဲ့အခါကျတော့လောဘဒေါသတွေနည်းပါးသွားပြီနောက်တစ်ဆင့်တက်လိုက်တဲ့အခါကျတော့ကာမဂုဏ်အာယုန်နဲ့ပတ်သက်တဲ့တဏှာရာဂတွေဒေါသတွေလုံးဝပျောက်သွားတယ်အဲ့ဒီကနေတစ်ဆင့်တက်လိုက်တဲ့အခါကျတော့
mental impurity ဆိုတာတွေမှန်သမျှအားလုံးဖယ်ရှားပြလိုက်ပြီးလုံးဝစင်ကြယ်တဲ့အဆင့်ကိုရောက်သွားတယ်ဒါကိုဘုရားရဲ့တရားတော်မှာယဟန္တာလို့ပြောတာနော်အဲ့ဒီစင်ကြယ်မှုတွေကိုအဆင့်ဆင့်လေ့ကျင့်သွားခြင်းဖြင့်ဒီစိတ်ဖြစ်စည်းမှုကိုလျှော့ချနိုင်တယ်ဆိုတဲ့ဘုရားမြတ်စွာရဲ့တရားတကယ်တော့လည်းဝိပဿနာကျင့်စဉ်မှာပဲတဲ့နော်ဝိပဿနာကျင့်စဉ်တိုင်းကျင့်မယ်ဆိုလို့ရှိရင်စင်ကြယ်မှုအဆင့်ဆင့်ဖြင့်ဒီစိတ်ဖြစ်စည်းမှုကိုလျှော့ချတဲ့ဤစနစ်ဟာဘုရားရဲ့တရားတော်မှာရှိသည့်အတွက်ကြောင့်တို့တွေဒီလမ်းကြောင်းကြီးကိုသိထားတဲ့အခါမှာဒီလမ်းကြောင်းကြီးကိုလှုပ်ဖို့မမေ့ကြဘူးနဲ့တတိထားပြီးတော့ဒီစီးပွားရေးလုပ်နေဒီဟာတွေတို့မလုပ်နိုင်ဘူးလို့ဒီလိုမအောင်မေ့နဲ့ဘုရားမြတ်စွာလက်ထက်တော်ခါကာလတုန်းကတရားနာရင်အိမ်မှာနေထိုင်ရင်းကနေပြီးတော့သောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်တွေတရားဂံဖြစ်တဲ့ပုဂ္ဂိုလ်တွေနာဂံဖြစ်တဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒါတွေကိုအားကြပြီးတော့တို့တွေလည်းတရားတို့တရားမြတ်တွေကိုလေ့ကျင့်မယ်ဆိုရင်လေ့ကျင့်တော့တို့အတိုင်းအတာနဲ့ရပါပဲလို့စိတ်ထဲမှာယုံကြည်စိတ်နဲ့စိတ်ဝင်စားမှုဒီနှစ်ခုပေါင်းစပ်ပြီးတော့ကိုယ့်ရဲ့စင်ကြယ်မှုတွေကိုလေ့ကျင့်ရယူခြင်းဖြင့်စိတ်ရဲ့ဖြစ်စည်းမှုတန်တွေကနေအာလုံးလွတ်မြောက်ပြီးနိဗ္ဗာန်ချမ်းသာကိုကိုယ်စီကိုယ်ကမျက်မှောက်ပြုနိုင်ကြပါစေကဲတရားဝဲသိမေတ္တာပို့ရအောင်နော်အဲတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ကားဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ကားဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းပါစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းပါစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေကမ္မောတရံပိဝိတဝါဒဝိသာသဗ္ဗေသမုဟတာအစရမရာတိတိဘာဝနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောကင်းပြောက်ကြည်အေတရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသသဗ္ဗေပူဇာညင်နောက်ကိလေသာအစေတောဟုသမျှတို့သည်သမုဟတာပိဉ္ကြပဲတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောက်ပေမရောက်အောင်ပယ်ဖြောင်းအပ်ကုန်သည်ဟောတုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘဝကိလေသာကိုပုခတ်သိကင်းငြိမ်းရာစေဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်နေမြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်တည်း